ကိုရှုလေရှိတာတော့ဆရာသမားတဲ့ဆရာသမားဆိုတာအပြစ်ကြီးပြည့်ငယ်ကိုကြည်တာကိုအပြစ်ကြီးပြည့်ငယ်ကိုတပြည့်မှမရှင်းတာအကောင်းပဲအဲ့ဒီတော့ဘုံဘုံတို့ဒီတရားပြတယ်ဆိုတာအပြစ်ကြီးနေတာဒါဒကာဒကမတွေကတော့အမှန်ပေါ့ကိုယ့်ဘက်ကတော့အမှန်ကြီးပဲကိုလုံနေတာဒီဘက်ကကြည့်လိုက်ရင်တော့အမှားတွေတွေ့တော့အဲ့ဒီအမှားတွေကောက်ထောက်ပြသွားတာအဲ့ဒီတော့မှဘာပြောအော်ငါစိတ်တွေသူတို့သိတယ်နာဂန္တတဲ့ဘုရားကြတော့အော်ငါစိတ်တွေဒီနာလီလာလေးကိုသူတို့ဘယ်လိုလုပ်သိတယ်လဲအဲ့တော့မဖြစ်အောင်သူတို့ပြောတဲ့အတိုင်းလိုက်လုပ်တယ်အဲ့လိုပုံကူတွေကရပြောလိုက်တဲ့တွေနဲ့မလုပ်ဘူးကိုနဲ့မဆိုင်သလိုကိုကဒီမိဒီရငိုင်းမိငိုင်းရထိမ့်မိထိမ့်ရကြီးနဲ့နေတဲ့ပုံကူကြတော့အဲ့ဒီပုံကူတွေထားပခဲ့ရသူပြောတဲ့နောက်ကိုမလိုက်ဘူးပေကက်ကနဲ့ကြမ်းနေခဲ့တယ်အဲ့ဒါကြီးကြတော့ကမ္မထမ်းမြတွေကသိတယ်ထားပခဲ့ပြီးတော့လိုက်တဲ့ပုံကူတွေတကယ်ဟိုလင်းပြတဲ့ပုံကူလက္ခဏာပြန်လိုက်ရအဲ့ဒီလိုနဲ့နစ်နာမှုတွေများတယ်နော်ယောဂီတွေတတိထားပါဒကာတွေနဲ့ဒကမတွေဆိုဒကမတွေမှာအများဆုံးရှိတတ်ပါတယ်ဒကမတွေမှာများပါတယ်ဒကာတွေကအဲ့ဒီပီတိပတ္တိလိုင်းတွေမှာနဲတယ်ဒကမတွေမှာများတယ်အဲ့ဒီမှာအဲ့ဒီတော့အဲ့ဒီလိုလက္ခဏာနဲ့သွားတွေ့ရင်ကိုယ့်ကတော့ဟုတ်တယ်ဒါအတိလည်းရှိတယ်ဗျာဘလောက်ဟန်ကြဝေဒနာလည်းမတက်ဘူးအတိလည်းရှိတယ်အဲ့မငြိပြီးတော့ချုပ်နေတယ်သူကလည်းမက်လို့ပဲအရန်ကောင်းတယ်ဝေဒနာတက်တယ်တက်ပြီနဲ့သူဂယုမဆိုင်ဘူးအဲ့ဒီတက်လိုင်းရှိတာလေအဲ့ဒီတက်လိုင်းကသိကြောက်ဖို့ကောင်းတယ်လားသူကိုလူမက်လို့ဘာလို့အဲ့ဒီအတိလေးကိုလေထပ်ပြီးတော့ဒီကဖြတ်လိုက်တယ်ဆိုရင်ဒါဒီမဲ့အတတိထားလိုက်ပါဆိုအဲ့ဒီမေးနေအိမ်မောမကြခင်လေးမှာမအိတ်ခင်ဂျားလေးမှာဖြစ်နေတဲ့အတိမျိုးလေးနဲ့သူနေတာအဲ့ဒီစိတ်ကလေးကိုပြန်မလို့အတိဖော်လိုက်တဲ့အခါကျတော့ဒိုင်းစုဝနာကြီးထိုးကြပြီးတော့မခံမရနဲ့ဖြစ်တော့တာအဲ့ဒီတော့ဘယ်လိုဖြစ်လဲငါလွတ်နေတယ်ဒီဆရာလေးဒီဦးစင်းလာပြမှာဒီဆရာလေးလာပြမှာငါမလွတ်တော့ဟောပြဿနာတက်လာအမှကိုမှားနေတာကိုလာထောက်သွားတာကိုမှားတာကိုမှားတာကိုအမှန်ယူပြီးတော့နေတဲ့လိုင်းတွေအများကြီးရှိတယ်ဒါတွေကအဲ့ဓာတွေကိုနာခံနိုင်ရင်တော့ရမှာပဲဘုံဘုံတော့ပြင်မှာပဲလက္ခဏာတော့ပြင်းသွားမှာပဲမှားနေတာကိုပြင်ပေးလို့မှားတာလေးမှန်ပြင်ပေးလိုက်လို့မှားတဲ့အတိုင်းမှားပါလားလို့ပြန်သိရင်ဒါအမှန်ရောက်သွားတာဒီတရားခက်ဆန်းဆန်းပဲဓမ္မစင်နဲ့ပြတာမဟုတ်ခန္ဓာစင်နဲ့ပြတော့ဒီခန္ဓာကိုမှာဒီရုပ်တွေရဲ့အတွင်းမှာအိဇဒတ်မှာဖြစ်နေတဲ့စိတ်နဲ့အာယုံသူကဒီအာယုံလေးပြလှည့်စားတာကိုဒီစိတ်ကလိုက်လို့ရတယ်စိတ်လှုပ်တိုင်းဒီရုပ်ကြီးလှုပ်ရတယ်ဆိုတော့ဒါတွေနားမလည်နိုင်ပါဘူးအာယုံဆိုတာကဒီအောက်မဲ့အောက်ဖို့ပြုတ်မှတွေ့ရတာသောတာပန်နေဖြစ်ပြီးမှသဂရာဂံအဆင့်လောက်ရောက်မှအာယုံနေတွေ့ရတာအာယုံနဲ့တွေ့တော့ဘုံနေတွေ့ရ32ဘုံဒီမှာကျင်လည်တာတွေတွေ့ရတယ်မျက်စိဘောက်ကကျင်လည်ခဲ့ပြီလို့ဘယ်ရောက်ခဲ့တယ်နားဘောက်ကကျင်လည်ခဲ့ပြီလို့ဘယ်ရောက်တယ်အာယုံထဲမှာဘုံနေဥပါဒံအာယုံဘုံခေါ်တယ်အဲ့ဒီဥပါဒံအာယုံဘုံတွေကိုကိုမြင်မှကြောက်တော့တာမလှုပ်တာတော့အဲ့ကြတော့ဘာလဲဒိဋ္ဌိဆိုတဲ့သောတာပန်ကဒိဋ္ဌိပြုတ်တယ်ဆိုတော့အယူမှားကြီးပြုတ်သွားတော့အယူမှန်ကြီးတွေပေါ်သွားတာအမှန်မြင်တတ်တဲ့ဉာဏ်နဲ့တမာဒိဋ္ဌိဉာဏ်ကြီးရသွားတော့ဒါပေမဲ့သူဟာသရဂံမဖြစ်တဲ့အတွက်သူ့မှာဘာလို့သရဂံရဲ့လမ်းသွားနေရတော့အာယုန်ထဲမှာအာယုန်ဆိုတာကဥပါဒံအစွဲအာယုန်တွေကိုအာယုန်ထဲမှာပုံနေပေါ်ကြဘုံနေတည်ကြကိုနှလုံးသွင်းနဲ့ဘုံပေါ်တာပဲတခါတည်းကိုမြင်တဲ့အတိုင်းမနေတာဘူးနေပါဆိုလည်းမရဘူးအဲ့ဒီတော့မြင်လိုက်တဲ့ပုံမှာနှလုံးသွင်းတာနဲ့တစ်စက်တည်းပြတ်သွားတာဖြစ်သမျှဟာဘုံနေတည်တာအဲ့ဒီမှာလည်းမဲ့တဂရဂံတို့ဟာအမှသူ့ရဲ့နှစ်သက်မှုတွေကိုခေါင်းမရတယ်ကိလေသာခေါင်းမတယ်လို့ပြောတာကိလေသာဆိုတာသူခံစားခြင်းတဲ့စိတ်တွေဟာမခံစားရတော့အဲ့ဒါကိုကိလေသာခေါင်းမတယ်လို့ဆိုတာကိလေသာခေါင်းမတယ်ဆိုတော့ကိုယ့်ရဲ့တဏှာတွေပဲချုပ်တယ်လို့ကိလေသာတွေမချုပ်ပါဘူးဗျမဆိုင်ဘူးဒါနဲ့ကိုယ့်အာယုန်တွေထဲမှာဖြစ်နေတဲ့ပုံသဏ္ဍာန်အရေးနမိတ်တွေအကုန်လုံးဖြစ်နေတာကိုသူဘာမှမလုပ်တော့အဲ့ဒီပေါ်မှာကြောက်ပြီးတော့အဲ့ဒီပေါ်မှာသူခံစားမှုတွေရော့လာအဲ့ဒါကိုကိလေသာခေါင်းမတယ်လို့ပြောတာဒါသောတာပန်တီဗီမှဒါတွေတွေ့ရတယ်ဒါလည်း7တက်မှပါကိုယ်တဂရကံကို7တက်မှတွေ့ရတာ
မတက်ဘူးဆိုရင်သောတာပန်နဲ့ပဲနေမှာပဲသောတာပန်လို့ပြောတဲ့ပုဂ္ဂိုလ်လောကမှာဘာမှရှိဘူးအမီလီယနာကြီးဖြစ်ပြီလေစေမပြောပါဘူးသူတို့ကလောကတွေနဲ့နေရတဲ့ပုဂ္ဂိုလ်တွေတထေးတွေအရာရှိပုဂ္ဂိုလ်တွေအရာရှိတွေဖြစ်တော့အကြီးအကျယ်အုပ်ချုပ်ရေးပိုင်းအကြီးအကျယ်တွေဖြစ်တဲ့ဘေးအကြီးရင်တော့ရာထုဌာနကြီးလိုက်တာတခါတော့သူ့မှာအချွေရနေနဲ့သူ့မှာဘယ်လောက်လောကရှိတယ်မှသူ့မှာလောကတွေအများကြီးရှိသွားတာဒါလူတွေမသိဘူးဗောတထေးတွေလည်းလိုပဲတခါတော့ကုမ္ပဏီနဲ့ရှိတယ်ချမ်းသာတယ်တင်တာသူဘုံဘုံတို့အထဲထဲမှာလောကတွေအများကြီးပဲသူ့မှာလောကတွေနဲ့အများကြီးနေကြအပြင်မှာတော့တထေးပေါ့အတွင်းစိတ်မှာတော့လောကတွေဘယ်လိုပွေနဲ့ဘ누구ပဲဖြစ်ဖြစ်အရာရှိပဲဖြစ်ဖြစ်တထေးတွေပဲဖြစ်ဖြစ်ရှိကြတာပဲဒါတွေကအဲ့ဒီတော့အဲ့ဒီအတွင်းအေးစတ္တမှာရှိတဲ့စိတ်တွေကိုတော့ဘုံဘုံတို့ဟာငြိမ်းအောင်တော့ပြသွားမှာပဲဒီပွဲရတာအဲ့ဒီစိတ်ကလေးတွေကိုကောက်ထောက်ပြီးတော့ပြတာဒါလက္ခဏာပွဲခေါ်တယ်နာယိလက္ခဏာပွဲယောဂီလက္ခဏာနာယိလက္ခဏာဟိုမှာကကျင့်လာတဲ့ဥစ္စာကဓာတ်ကြီးလေးပါးဘဝနေပြီးတော့ဝေဒနာလွတ်အောင်ကျင့်တဲ့အပိုင်းတွေခေါ်တယ်အခုစန္ဒီမှာပြလိုက်တာလည်းပဲဝေဒနာကနေကြော်အောင်ပြလိုက်တာမဟာပလင်နဲ့ထိုင်လိုက်တဲ့အခါကျတော့အဲ့မမခါလည်းမခံမရနိုင်တဲ့နောက်ဘက်ဆုံးသိခံပြီးတော့နောက်ဘက်ဆုံးဝေဒနာတွေချုပ်မဟာပလင်နဲ့ဆိုတော့ချုပ်တယ်ချုပ်တော့ဗမာဘုံဝင်လေးမှာသူတီးနေတယ်ဘုံဝင်လေးမှာပဲနေတယ်အဲ့ဒါလောက်ပဲသူပို့တာပဲနောက်မှသူအချောတတ်တို့ဘာလို့သူပါသူနောက်တစ်ဆင့်32ကောတာတို့ဘာလို့သူပြရင်ပြမှာပေါ့ဒါသူလိုင်းနဲ့သူသွားနေတာသူပေါက်တဲ့လိုင်းကသူပြတာပေါ့အဲ့ဒီလောက်နဲ့ပဲကိုကတိတ်ပြီးတော့တန်ဖိုးရှိတယ်အောင်မဲ့တယ်ဘုံဘုံတို့လည်းထင်ခဲ့ပါတယ်ဝေဒနာတစ်ခါချုပ်ခဲ့ဘူးတော့ဒါလူဘိန်းဘွားချုပ်လဲပြီးရောဘလို့ကောင်းမှန်းကိုမသိဘူးအဲ့ဒီကောင်းတဲ့ကောင်းอ่ะသူများလည်းမပြောကိုတယောက်တည်းပဲသိတယ်ဘာသိလဲဒီညောင်းနာညာတာချုပ်ရင်ကောင်းတယ်ပဲသိတယ်ဒါအဲ့ညောင်းနာညာတာကြီးကိုကောင်းရင်တော့ဒီညောင်းနာညာတာကြီးကိုပဲခံစားနေရကောင်းတာယူဒီချုပ်သွားရင်ကောင်းတာကြီးကိုလိုချင်လို့ဒီဝေဒနာပဲအချုပ်ခံနေရမချုပ်ဘူးသူကဘလို့မှမချုပ်ဘူးတခါပဲသူချုပ်တာကိုကနားမမလဲပဲဒီညောင်းနာညာတာချုပ်ဘူးသွားတော့နောက်လည်းချုပ်ဦးမှာပဲဆိုလုံးဘယ်ချုပ်မလဲကိုလည်းနားမလဲပြမဲ့ပုဂ္ဂိုလ်ကလည်းတေချာချာရှင်းရှင်းလင်းလင်းမပြနိုင်ဆက်ရှူဒါပဲအဲ့ဒီတော့ဆရာတော်ကြီးဆိုတာလည်းအနာနာကတ်လို့မရသူနာတထေးကြီးတွေသူနာမှာဝိုင်းနေတာကျန်တဲ့လူတွေကတ်ခွင့်မရှိဘူးအဲ့ဒီတော့ကတ်လို့လည်းမရဘူးလို့သူကထောင်နဲ့ပေါင်းနဲ့ချီးနေတဲ့ပွဲတွေပဲဒါဘုံဘုံတို့အခုဒါပွဲဆိုတာကျက်ပွဲလောက်ရှိတာတဲမှုပွဲဆိုတာကဘောကွင်းကြီးပေးရတာသူပွဲရှာဘောကွင်းမှာပဲအဲ့ဒါလို့ဘုံဘုံတို့ကျင့်ကြရတကူတခါကြီးတို့ဟာလေအောက်ကဓာလေးတွေနဲ့ကြကြနန်းနာလေဘုံဘုံတို့ဟာနွားချီရခွက်ထဲမှာဟိုဖြာချမ်းကြီးခင်းပြီးတော့ထိုင်ခဲ့ရတာပါဒါတော့ရှူတာတော့ဒီလိုငြိမ်မို့တကားလည်းအတင်းထိုးရှူရတာအဲ့လိုလုပ်ခဲ့ရအဲ့ဒီမှာကွာဟတာတွေရှိတယ်ဘာလဲတက်သားရခြင်းတဲ့လူတွေကအမှန်မှာတော့ဒုက္ခကိုမြင်အောင်ပြတာဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဆိုတဲ့သစ္စာ၄ပါးထဲမှာဒုက္ခသစ္စာမြင်အောင်ပြတာဒုက္ခသစ္စာတော့မြင်ခြင်းနဲ့တရားတော်သိခြင်းနဲ့လာတော့ကြကြနန္နာလေးနေခြင်းနာတို့ဟိုလင်းအဲ့ရလေးတောင်သူကောင်းကောင်းလေးနေရာလေးပေးပါလို့တရားကျင့်မဲ့လူကလာဘုံကနော်ဘယ်လိုလုပ်တရားရအောင်အဲ့ပုဂ္ဂိုလ်လာတဲ့ပုဂ္ဂိုလ်ကိလေသာထူလေပြင်းနေလာဟိုတာဝန်ချတဲ့ပုဂ္ဂိုလ်ကချတဲ့နေရာနေကြက်နေလဲကြက်တယ်လို့နေရတာပဲသူကကိုလူကျင်တာမဟုတ်ဘူးအခုကဟိုနေရာနေမှဒီနေရာနေရမှဘာဖြစ်လို့ညာဖြစ်လို့ဘယ်လိုလုပ်တရားရမလဲအဲ့ဒါတွေကိုဘုံဘုံတို့တော်တော်စစ်စစ်ဒီဥညာနေလဲအမုန်းခံပဲနေရသူလဲလူမိုက်ကြီးတယောက်လိုပဲအမုန်းခံပဲရတာဥညာနေရဘာဖြစ်လို့လဲဆိုတော့ဒီလိုပွဲတွေဆိုတာဘုံဘုံတို့ဆိုတာဒီနေရာနေဆိုအဲ့နေရာမှာနေရတခါဒီထိုင်တဲ့အခါမှာဆိုရင်လည်းဒီလိုပဲလူဟောင်းကထောင်နဲ့ချီတာဘုံဘုံတို့ပွဲတွေဆရာတော်ကြီးပွဲတွေကဒီလိုယာကနန်းဆိုတာတိတ်မရှိလာဘူးထောင်နဲ့ချီတာ2000 3000အဲ့လိုတက်ဘောကွင်းတစ်ခါလေးပြည့်သွားအဲ့မှာဖင်တနေရာစာရဖို့မနှဲလို့ယူရမလေးတခါနွားချီရကွက်တဲ့ဖင်တချမ်းကြဖင်တချမ်းနွားချီရကွက်ဟို
ကလေးထောင်းနေတဲ့ဘက်မှာမိနေတယ်ဖြတ်ပြအောင်လဲအဘောဖြတ်ရိုင်းရခန်းနေအဲ့လူတွေပဲနေရတာပဲဘုံဘုံတို့လူကျင့်နေရတာလေလူကျင်တာကိုတရားကိုစိုက်လိုက်မှလူကျင်တဲ့လူကအစားကိုလည်းဂရုမစိုက်နိုင်ဘူးအော်နေထိုင်ကိုလည်းဂရုမစိုက်နိုင်ဘူးတရားရဖို့ပဲဂရုစိုက်တယ်အခုလာတဲ့ပုဂ္ဂိုလ်တွေကများသောအားဖြင့်အနေထိုင်ဂရုစိုက်တယ်အစားအသောက်ကတော့ဒီကတော့ဘုံဘုံကျောင်းကတော့လူလေးလည်းမရှိလုပ်ပြီးနေတာပဲလူတဲ့ပုဂ္ဂိုလ်တွေကလည်းလူကြပါတယ်လူတဲ့ပုဂ္ဂိုလ်ကလည်းဒီကဘယ်လောက်ကုန်ကြမယ်ဆိုကုန်ကြသလောက်လူနေတော့ဒီဘက်ကချက်တဲ့အဖွဲ့ကလည်းချက်ပါတယ်ဒီမှာလည်းအဖွဲ့တွေအမျက်ခေါ်ထားရတာခေါ်ရတဲ့အဖွဲ့တွေကလည်းဒီကမဟုတ်ဘူးဟိုတွန်တေးကခေါ်ထားရတာအဖွဲ့တွေကလည်းလာပြီးတော့ချက်နေရတာဒီနည်းနာနာမဟုတ်ဆရာလေးတွေကဥသိပေးတာဘယ်လိုချက်ဘုံဘုံလည်းကောင်းအောင်ချက်ပဲကောင်းကောင်းကြွေးပြီးတော့ကောင်းကောင်းကျင့်ရဘုံဘုံလိုချင်တာတဲကစင်းစင်းရဲနဲ့စားပြီးတော့ကျင့်ရတာဒါဘုံဘုံမကြိုက်ဘူးဟောဒီရုပ်တွေကကံစိတ်ဥရုအာဟာရဆိုတဲ့အကြောင်းတရား၄ပါးနဲ့မှီးနေတဲ့ရုပ်တွေကံကြောင့်မှီတဲ့ရုပ်စိတ်ကြောင့်မှီတဲ့ရုပ်ဥရုကြောင့်မှီတဲ့ရုပ်အာဟာရကြောင့်မှီတဲ့အာဟာရမရှိဘဲနဲ့ဒီတရားကိုဘုံဘုံနင်းပြလဲမခံနိုင်ပါဘူးအာဟာရပြည့်ပြည့်တင်းတင်းကျွေးပြီးတော့ကောင်းကောင်းဒီရုပ်ကိုခိုင်းယူမယ်အဲ့ဒါပဲဘုံဘုံလိုချင်ပါတယ်ဒါမှမဟုတ်အာဟာရဘက်မှာလည်းပြည့်စုံဘုံဘုံတို့ဒီဘက်ကစီစစ်တဲ့ပုဂ္ဂိုလ်လည်းစီစစ်တယ်ဖြစ်ကြတဲ့ဆံမထားပေးဘူးအဲ့ဒီမှာနည်းနည်းရှိတာအားလုံးတော့အလုပ်တွေဘုံဘုံတို့မှာအခန်းချင်းအနေထိုင်ရအမတန်ရှားပါတော့ဒီလိုနေပါဒီလိုထိုင်ပါဆိုမနေချင်းကြဘူးဟိုလိုနေရမှာဒီလိုနေရမှာအဲ့ဒါလေးတွေတော့သိခံကြပါဒါမှနဲ့နေရာလေးချပြီးပါပြီအထူးတော့ပြောစရာမလိုတော့ပါဘူးဒါနောက်နေမှာဆရာလေးဒီကအကြောင်းတိုက်လည်းပြောထားတယ်မင်းတို့အဲ့ဒါလိုများကြီးများမဲ့ပုဂ္ဂိုလ်ဆိုပြန်လာလှုပ်လိုက်ကွာဂျာတဲ့လူတွေဒုက္ခရောက်တယ်ဆင်းရဲတွင်းပြီးသားမင်းနဲ့ပြန်လာလွတ်ဒီလိုသူတရားလို့ရှင်တရားပဲချက်ဒီမှာကိုယ်နေရာလေးတနေရာပြီကျေးဇူးတော်တရားမှာအော်ငါဒီနေရာလေးရတယ်မဟုတ်ဘူးဟိုနေရာရမှဒီနေရာရမှအိမ်သားနဲ့နေရလားအကြီးချုပ်ကန်းနဲ့နေရလားဟာပြဿနာတွေကရှုပ်လာအဲ့တော့လည်းဘာတူလဲကိုယ်ရင်ကိုပြားနေတာအကောင်းဆုံးပေါ့ဒုက္ခနဲ့ရင်းပြီးတော့ရှာရမယ်တရားဘုံဘုံတို့ကမှလည်းဒါမှန်တာပဲတစ်ခါတိုင်း၄နာရီတနေ့ကို၄ချိန်9ရက်လုံးကကြောမခင်းရဘူးလက်မှတ်ထိုးရ9ရက်လုံးမအိပ်ရဘူးအခုဘုံဘုံတပြည့်တွေလည်းဘုံဘုံဒီလိုပြတာကိုကဓာတ်တွေနဲ့အောင်ခဲ့တော့တပြည့်တွေလည်းပြလို့ရ2ရက်မှာငါတပြည့်တွေပဲစိတ်ဖြစ်မယ်3ရက်မှာဘယ်လိုဖြစ်မယ်4ရက်ဘယ်လိုဖြစ်မယ်ကိုယ်တိုင်ဖြစ်ခဲ့ရတော့ဒါတွေသိရတယ်အဲ့တော့9ရက်လုံးကျင့်တော့အခုရှိပါသေးတယ်တဲမှာအခုလည်းရှိသေးတယ်ဘုံဘုံနဲ့ကျင့်ဘက်တွေတငယ်ချင်းတဲမှုဆရာတော်ဆိုသူအမြဲတမ်းဘယ်မျိုးသွားသူကတရားတောင်းရမြင့်ဆိုတာရှိတယ်ဒါဘုံဘုံနဲ့တငယ်ချင်းမဲ့အဲ့တော့သူကအသက်30ဘုံဘုံက20ကျော်အဲ့မှာတဲမှာတွေ့ရအခုတော့သူလည်း80ကျော်နေပြီဘုံဘုံလည်း90ကျော်တော့သူလည်း80ကျော်ပေါ့တွေ့ကြပါတယ်မင်းဓမ္မမှာလာတွေ့အဲ့ဒီတော့ဒီလိုပုံကိုယ်တွေဘုံဘုံတို့တွေတော့နင်းကျင်တဲ့အခါကျတော့ရေတောင်ဒီ9ရက်လုံးဒီဝေဒနာကိုအကျွတ်ချတာဘုံဘုံတို့9ရက်လုံးဒီရေမချိုးပေးဘူးဘုံဘုံဒီခန္ဓာကြီးရေကိုမချိုးပေးဘူးရေမချိုးမှဒီဝေဒနာတက်မှဒီရုပ်ကိုလွတ်မှာအဲ့ဒါလို့ဘုံဘုံတို့တဲမဲဘုံဘုံတို့ကျင့်ခဲ့ဘူးတယ်မဟုတ်ကျင့်ကိုကျင့်တာအဲ့ဒါဒီဝေဒနာကိုအပိုင်မဲ့ဘုံဘုံတို့ကတော့ဒီဝေဒနာကိုတော့အပြတ်ချတာပဲဘုံဘုံတို့တခါရခဲ့ဘူးတာကိုဒီတခါဝေဒနာကိုအပြတ်ချုပ်ပြီးတော့လို့ပြီးတော့နေတယ်ဘာလေးသာအကြည်တက်ကလေးပဲရှိတယ်ရုပ်ကြည်လည်းမရှိဘူးလောကကြီးကြည်လည်းမရှိဘူးဒါမှမဟုတ်ဘာနဲ့တူလဲဆိုတော့ဟိုညသန်းကောင်ရမှာလူကြီးတိတ်ပြီးတော့တပေါင်းတကူလေယူလေးရလဲနေတဲ့အခါမှာမိုးပေါ်မော့ကြည့်တော့ကြည်လေးတစ်လုံးကတောက်ပြီးတော့လင်းနေတယ်လို့အဲ့ဒါလို့စိတ်ကလေးကလည်းကြည်နေတယ်အကြည်တက်ကလေးပေါ့မိမိတော့မသိတော့စိတ်ပေါ့အမှန်မှညံကြည်လေးအဲ့ဒီအကြည်လေးကကြည်နေတယ်ရုပ်ကြည်လေးရုပ်လည်းမရှိဘူးလောကကြီးလည်းမရှိဘူးအကြည်လေးပဲရှိအမတန်ကောင်းတယ်ဒါအမတန်ကောင်းတယ်ဆိုတာအခုပြောပြတာဟိုမှာအမတန်ကောင်းတာလည်းမရှိဘူးဘာမှမရှိဘူးသူကဒါဒီသိမှုရှိရသားနဲ့နော်ဒီအကြည်တက်ဆိုတဲ့ဉာဏ်ကြည်လေးပေါ့ရှိရသားနဲ့ခန္ဓာပြောက်ရဒါဒီဘက်ရောက်မှဖုံဖုံတို့သိတော့အော်လက်ဆက်တတ်တော့
စာပေမှာလိုက်ပြီးတော့ကြည့်လိုက်တော့သူတို့နိဗ္ဗာန်ဆိုတာဒါပြောတာပဲဘာလဲအသိရှိတယ်လောကဘာမှမရှိဘူးသဥပါရိသေသနိဗ္ဗာန်ဆိုတာသိမှုရှိတယ်လောကကြီးမှာအကုန်ပြောက်အနုပါရိသေနိဗ္ဗာန်ကြတော့ဒီသိမှုကပြောက်တာပေါ့သဥပါရိသေသနိဗ္ဗာန်ဆိုတာကသိမှုရှိပြီးတော့လောကကြီးမှာအကုန်ချုပ်သွားတည်ငါပါတွေ့ခဲ့ဘူးတာအဲ့ဒါလေးမက်ပြီးတော့ဒါဒီမှလည်းမသိဘူးနိဗ္ဗာန်မှလည်းမသိဘူးကောင်းတာတော့ကောင်းနေတာပဲကောင်းတယ်ဆိုတော့ဘယ်လိုကောင်းတယ်လဲအဲ့ဒီဘယ်လိုကောင်းတယ်လဲဆိုတော့ဘုမရှိဘူးမရှိတဲ့အရာကြီးကကောင်းနေတာကောင်းတယ်လို့ပြောရတာအဲ့ဒါကြီးကိုဘယ်လိုမှခံစားမှုရလူတွေကိုဘုံဘုံပြောပြဘယ်လိုကောင်းတယ်လဲငါပြောရမှလည်းခက်တယ်ကဲမင်းကငါပြောမှာကွာဘယ်လိုအလင်းရောင်ဆိုတာကဲမင်းလည်းမြင်ရတယ်နှိမ့်ပဲမမြင်ရဘူးလားမြင်လဲမင်းလည်းငါမြင်လဲငါလည်းမင်းမြင်လဲအလင်းရောင်ဆိုတာမသိဘူးလားသိတယ်အလင်းရောင်ဆိုတာဘယ်လိုဟာလဲမပြောတတ်တော့အလင်းရောင်အသေးချာစီစစ်ကြည့်ပါမပြောတတ်ဘူးကဲအလင်းရောင်ဆိုတာဘယ်လိုလဲကဲမင်းလည်းငါမြင်လဲငါအလင်းရောင်ကအလင်းရောင်မဟုတ်ပါဘူးဒါပဲပြောမှာတယောက်တယောက်မြင်ရတာအလင်းရောင်လို့ပြောပါအလင်းရောင်ကိုမပြောတတ်တယ်လို့နိဗ္ဗာန်ဆိုတာလည်းဒီလိုပဲမြင်တော့မျက်မှောက်တော့ပြုမိတယ်မပြောတတ်ဘူးကောင်းတာကတော့ဘာနဲ့မှနှိုက်ရှင်လို့မရအောင်ကောင်းတဲ့အကောက်ချမ်းသာတဲ့အချမ်းသာခြင်းမရှိခြင်းဟာအချမ်းသာဆုံးအကောင်းဆုံးကောင်းတာတွေမရှိခြင်းဟာအကောင်းဆုံးဘုံဘုံသိတာကတော့ချမ်းသာခြင်းမရှိတာအချမ်းသာဆုံးပဲကောင်းလိုက်တာဆိုတဲ့အကောင်းတကအကောင်းဆုံးကြီးမရှိခြင်းဟာအဲ့ဒါအကောင်းဆုံးပဲဘုံဘုံသိတာကတော့ဗလာဖြစ်သွားတာလောကကြီးဟာရုပ်ဗလာနာမ်ဗလာဖြစ်သွားတာအဲ့ဒီလမ်းကိုရောက်သွားရင်ယောဂီတွေဒီမှာရိုက်ထားမကျင့်နဲ့ရိုက်ထားမရတော့ခန္ဓာအယိုးကြည်ကြည်ရေကန်းကဒီရုပ်ကြီးကိုမညာတော့တကယ်ကိုမညာတော့တာဒီရုပ်ကိုကလည်းခိုင်းစရာအကောင်ကြီးတစ်ကောင်လို့ထားနင်းကျင်တော့တာဒီရုပ်ကြီးပေါ်မှာဒီလိုလူလေးကိုတဘောတစ်ခါလာဖြစ်ရတာဖုံဖုံတို့တခါရမနေနော်မသိလို့ကိုလူစိတ်နဲ့ဖြစ်တော့လူစိတ်ပဲထင်သိရင်လူပြေဦးမယ်ဒီလိုထင်းနေကြတာမဖြစ်ပါဘူးမထင်းနဲ့အခုဒီစိတ်နဲ့မလို့ဒီလိုထင်တာဒီစိတ်ချုပ်သွားကြည့်ကိုထင်တာတခုမှမဟုတ်ဘူးတခါကြီးတို့မသိလို့နော်ဘာဖြစ်လို့ကိုပြုတ်ထားတဲ့ကံတွေကကို့နောက်မှာအများနဲ့အရေးရှိတယ်တောင်းဖုံဖုံတို့အချမ်းပိုင်းတွေမှာဆိုဖုံဖုံဒီရုပ်တွေကိုဆွဲထုတ်ပြဒါကိုသိမဲ့လမ်းနေအတိတ်စိတ်တွေဘဝစိတ်တွေဝှကျွေးတွေအများဆုံးဝှကျွေးကိုထုတ်ပြဘာလို့လဲတေကန်ကြီးမှာသွားတေကန်ကြီးမရဏတဏ္ဍဇောမှာကိုမြင်ရမယ့်အရေးကိုဖုံဖုံနောက်ကသူ့မှာပါလာတဲ့အရေးကိုပြန်ဖော်ပေးလိုက်တာတတ်ကြီးဖုံဖုံကဖန်ဆင်းပြတာမဟုတ်ဘူးမိမိမှာရှိတဲ့ပုံသဏ္ဍာန်ကိုပြန်ပြီးတော့သမာဓိဇာန်နဲ့ထည့်ပေးလိုက်တာသူဖုံဖုံကတတ်ကြီးမြင်စေတည်းလို့လှုပ်လို့မရဘူးသူ့ရဲ့ကံရိပ်ကံနမိတ်ကိုပြန်ပြီးတော့ဇာန်နဲ့ထည့်ပေးလိုက်တော့သူပေါ်လာတာပဲပေါ်လာတဲ့ခါကျတော့ဟိုလူကဲပါဒီလူဘယ်သူမှကဲလို့မရဒီတရားမှတော့ဘာမှလုပ်လို့မရဘူးအမှန်တန်အောင်ဝဲစရာကောင်းအခုယောဂီတွေမှာကိုယ်နောက်မှာလေအမြဲတမ်းကိုပြုတဲ့ကံရိပ်ကံနမိတ်အမြဲလိုက်တယ်ဟိုနေဘူးထဲသွားတဲ့ခါကျတော့နေကအရှိရနေပြီးတော့နေကိုမျက်နှာမူသွားကြည့်အနောက်ကအရိပ်ကလေကိုသွားတဲ့နောက်မှာလေလိုက်နေကိုချီလန်းတလန်းလန်းလေအရိပ်ကလည်းလှမ်းလိုက်တာပဲကိုပြေးလေအရိပ်ကလည်းပြေးလိုက်တာပဲအဲ့ဒါလိုပဲကိုပြုတဲ့ကံကိုနောက်မှာလေအရိပ်လိုက်လာဒါဖုံဖုံတို့တန်းချောင်းသမားတွေမယုံပါဘူးလာမပြောနဲ့ငရဲတွေနတ်ပြည်နေနဲ့မမြောက်နဲ့ငရဲနဲ့မချောင်းနဲ့မရဘူးဖုံဖုံတို့သိပ္ပံသမားတွေဖုံဖုံတို့ကလောကရသိပ္ပံဆိုရင်ဖုံဖုံဂုံတူးတွေရခဲ့အဲ့ဒါဆယ်တန်းအောင်တဲ့အထိဂုံတူးတွေရခဲ့ဘူးသိပ္ပံမှာသိပ္ပံဖုံဖုံကလက်တွေ့ကြတယ်တခါတည်းကိုတန်တုံးကြီးကိုကောင်းကင်ပြောင်းလုပ်နိုင်တယ်တန်တုံးကြီးတွေရေပေါ်ပေါအောင်လုပ်နိုင်တယ်ဒါသိပ္ပံရဲ့လောကရကစမ်းကြယ်မှုတွေဘာလဲလေးမြန်နေဆိုတော့တန်လေးနဲ့လှုပ်ထားတာပဲပင်လယ်ထဲမှာသမိုးကြီးတွေကဒါတန်နဲ့လှုပ်တာပဲဒါသိပ္ပံနည်းတွေနဲ့အဲ့ဒါလေးကိုလက်တွေ့မျက်တွေ့ကြဖုံဖုံဒီလိုလှုပ်ခဲ့တာဘာသာရေးမဟုတ်ဒီတရားကျင့်တော့မှအံ့ဩစရာကောင်းလာတာဒါတွေကရုပ်ဝတ္ထုတွေပဲရုပ်ကိုသူတို့ပြုပြင်ပြီးတော့လုပ်ရရုပ်တာမရှိခဲ့ရင်ဒီဝတ္ထုတွေကမရှိသူတို့လောကဓာတ်ဆရာကြီးလည်းဘာမှမလုပ်တတ်ဘူးဒေါက်တာကြီးတယောက်ဖြစ်ပြီလေစေဘွဲတွေအမျိုးမျိုးနိုင်ငံစုံကဘွဲတွေရပါလေသူ့မှာဆေးမရှိရင်ဘာမှသူမလုပ်တတ်ဘူးဆေးရှိမှသူထိုးတတ်တယ်သူလိုချင်တဲ့ဆေးရမှဒီယောဂကိုပျောက်လို့ရတယ်သူ
မှာဆေးမရှိရင်ဘယ်ဘော်ကြီးရသူ့မှာထိုးပိုင်ဆိုးလို့ကိုမရပါဘူးပြောင်းလည်းမလုပ်ပေးနိုင်ပါဘူးအဲ့ဒါလိုပဲသိပ္ပံဆရာဆိုတာလဲပြန်ကြည့်လိုက်တော့ဩသိပ္ပံဆရာရုပ်တာလောက်တာသူ့ရုပ်ကြီးလို့သူမလုပ်တတ်ဘူးသူ့ရုပ်ကြီးကဘယ်လိုလာတယ်လဲဆိုတာသူမနားမလဲဒီခန္ဓာမှာဒီအခုလူပေါင်း350ရှိကြည့်ပါတယောက်နဲ့တယောက်တူတာတယောက်မှမရှိဘူးပြေမျိုးတစ်မျိုးလုံးလိုက်ကြည့်တယောက်နဲ့တယောက်တူတာတယောက်မှမရှိဘူးရန်ကုန်တစ်မျိုးကိုခေါ်ကြည့်ရောတယောက်နဲ့တော့တူတာမရှိဘူးတနိုင်ငံလုံးကြည့်တယောက်နဲ့တူတာတယောက်နဲ့ချစ်စွတ်တူတာတယောက်မှမရှိဘူးနည်းနည်းလေးတော့မကွဲတော့ဒါပါကံရဲ့တတ္တိတွေအမတန်စမ်းကြယ်တယောက်နဲ့တယောက်မတူပါဘူးရုပ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အတိတ်ကပြုခဲ့တဲ့ကံရဲ့ပုံသဏ္ဍာန်တွေချပါဒါမို့ကံမင်းစကံကို၎င်းကံမပလင်းစကံရဲ့ကျိုးကို၎င်းတတ္တဟိတောဉာဏ်ဖြင့်သက်ဝင်ယုံကြည်ရမယ်လို့ရေစက်ချတိုင်းမှာဘုန်းကြီးတွေဟောတယ်ဒါမှမဟုတ်ရေစက်ချတဲ့ပွဲပဲဘုန်းဘုန်းတော်အောက်မိတာဒီကျင့်တော်မှာကာမတက္ကရသမာဓိဋ္ဌိဉာဏ်မြင်တော့မှာအကုန်လုံးဒီခန္ဓာကြီးကိုငါလို့ယူတဲ့ငါရုပ်လို့ယူတယ်ငါစိတ်လို့ယူတယ်နောက်ငါเจ้าငါကငါတပည့်တွေလို့ယူတဲ့အယူကြီးကလက်နဲ့ချတာဘာဟုတ်တော့လောကကြီးဘာလို့ကံရဲ့အကျိုးတွေမြင်သွားတာကိုဒီရုပ်ကြီးကိုသူပြုလုပ်တာများအမတန်အောင်ဖို့ကောင်းတယ်ဒါတက္ကရာဓမ္မတွေမသိကြဘူးမစင်စားတတ်လို့စဉ်းစားဖို့ဉာဏ်လည်းမရှိဘူးဒီနေ့ထမင်းတော်ကန်စားတယ်ဟိုဘုခေနဲ့ဓမ္မတွေစားတပကံစားလို့ကောင်းတယ်စားပလိုက်ပြီးပြီဘာဖြစ်သွားလဲဝသွားပြီးပြီဆိုကိုကပြီးတာဒီအစားတွေကဒီမှာထပ်ပိုင်းကြိုးတွေလည်းပါတယ်တချို့ဆန်စီတိုင်းလည်းပါတယ်တချို့3ကြိုးလောက်ပါတယ်တချို့မှုံလေးပါတယ်အဲ့ဒါတွေကိုဒီအာကောင်တွေကဇရွေးနဲ့တခါတည်းကိုတရီရင်းနဲ့ထွေးပြီးတော့လေဟိုခွေးရံဘတ်လိုပဲအထဲထဲမှာဘုံဘုံတို့အဲ့ဒါကိုထုတ်ကြည့်မရောရင်အဲ့ဒါကြီးကိုရှရောနဲ့ဆိုမြို့ချနေတာအဲ့ဒီအချွေးရည်ကနေမြို့ချလွှတ်လိုက်တာအဲ့ဒါဒီဘကောင်းနေနဲ့မြို့ချနေတာအဲ့ဒီတော့ပြီးသွားပြီပကံတပကံဝသွားပြီးသွားပြီမအောင်မင်းနဲ့ဒီ32ကွတ္တာသာရှိတဲ့ခန္ဓာမှာအဲ့ဒီ32ကွတ္တာသာကိုသူချက်ပို့တာများဘယ်စက်ရုံကချက်တာမလဲအလုပ်သမားလည်းမပါဘူးဒီမှာဆံမဘက်ကိုပို့ရတာတစ်မျိုးမွေးညင်အသားအကျော်ရိုးရည်နှလုံးကြောက်ကဥသိမ်ဥမပြည်သွေးချွေတလိနှအစိတ်ကျင်ကဲနောက်ပိတ်ဆုံးဘာမှသုံးစားလို့မရတော့မှကျင်ကြီးဆိုလို့သူပြစ်ချပါလိုက်ဒီစံခန္ဓာနဲ့မှခွဲထုတ်သွားတာဓာတ်တွေဒါတော့ဓာတ်ကြီးလေးပါရုပ်တွေပါအဲ့ဒါကိုငါးရုပ်လို့ထင်ကြမဟုတ်ပါဘူးဒီထမင်းတပကံကနေခွဲသွားတာများဘုံမလို့ဆို86နှစ်ရှိပြီဒါဟိုပုံမလင်းလင်းပြောတာပါစီးသွားတဲ့အခါမှာစီးများဟာအေးတယ်လို့မရှိကြပါဘူးဘ누구ဖြစ်ဖြစ်ပေါက်ဘူးတာကြီးပဲဒီလောက်ဟိုဘွိုင်လာအိုးယူလို့နေတာ86နှစ်ရှိနာပြီသူဘာလို့မဆွေးသွားလဲအမြဲတမ်းသူအပုံငွေနဲ့နေရတဲ့အိုးတလုံးပဲခန္ဓာထဲမှာစီအိုးတလုံးစီရဘာလို့မဆွေးတယ်လဲနောက်လို့ဒီစားတဲ့ဒီဥကြီးကလည်းဗိုက်ထက်မှာအခွေကောက်ကြီးဒီဥကြီးကလည်းဘာဖြစ်လို့မပုံမသိုးသွားလဲဒီလောက်ဘာလို့ကြာရှည်ခံတယ်လဲကိုယ်ခန္ဓာထဲမှာကိုပြန်ဆင်ញင်ရတာဒါဆင်ញင်တတ်မှမဆင်ဟိုလင်းနဲ့ဒီဘာခေါ်မလဲဒေါက်တာနီးနဲ့စေသိပ္ပံနီးနဲ့ယူရင်တော့ဒီဘာသာမရပါဘူးစေသိပ္ပံနီးနဲ့ယူလို့လဲဒါမဲ့ပေါက်ဖို့မဖြစ်နိုင်ဒီမြတ်စွာဘုရားသမာသင်္ကပ္ပဆိုတဲ့ကောင်းစွာကြံစီတယ်သမာဓိဋ္ဌိကောင်းစွာမြင်တဲ့ဉာဏ်ပညာမဲ့ခင်နဲ့ဉာဏ်နဲ့မြင်မှရဒီမဲ့ခင်၈ပါးအပြင်လွတ်လို့မရဒါဖုံဖုံဘာဖြစ်လို့လဲဆိုဖုံဖုံရဟန်းမှရှိတယ်စစ်ဆေးမှာဘိုးကြီးဆွေသိသူကဟွန်လင်းကနေတက်သွားတာကိုဒီဘာခေါ်လဲကတဲ့ဆိုလာပါဆိုတော့သူတို့သူနာပြုကနေတက်သွားတယ်ဘူလိုင်းကနေဟိုသုံးပွင့်ပေါ့လေအဲဒီတော့ဘိုးကြီးဖုံဖုံကိုသူကဟိုတောထဲမှာနေလိုက်ရှာတာပဲရှာပြီးတော့ဖုံဖုံစီးထုတ်ပြီးတယ်ရောက်တဲ့နေရာသူစုံစမ်းတာပဲအဲမှာလှုပ်ပြီးတော့ဖုံဖုံကအဲ့ဒီနေရာဖြစ်နေတာကတခါလဲပြောဥပါလိမ့်မယ်အပေါ်သွေးက60အောက်သွေးက40ဖြစ်နေဒါဆိုရင်ဒေါက်တာတွေပါတယ်သူတို့သိတာပေါ့ဒါဆိုလူနာပဲဖုံဖုံသွားနေတာသူမကျင်တတ်လို့စမ်းလဲအပေါ်သွေး60အောက်သွေး40ပဲသူဖုံဖုံကြည့်တယ်ဖုံဖုံကြည့်လေဒီတိုင်းပဲနေတာနောက်ကြတော့ချက်တော့ဘာလဲချက်တော့ခေါင်းနေပါမမူးလားတခါတည်းတော့မူးတာအခုကမမူးပါဘူး
သူမကျင့်နာဘူးဒါလူနာအဲ့ရတယ်မှာလဲနေရမှာမလဲဘဲနဲ့ဒီလိုနေတာကိုဒီတရားရဲ့တကူကိုသူနားမလဲဘူးဒီဓမ္မကြီးအဲ့ဒါနဲ့စေသွင်းမယ်ကလည်းပြင်တော့ဟာမလိုက်တော့ဘူးဆိုတော့အတန်တန်ပြောတော့မရသူငိုတာနဲ့ဘေးရရဟန်းနေရတဲ့အကြောင်းတိုင်းဘုန်းကြီးကလည်းဥဒိရိရဲ့ပြလိုက်သွားပါတရားဓမ္မတွေသူကမြဝင်လင်းပြုစဉ်လို့စစ်ဖို့ဆိုတာကလည်းသူတို့ကဒီလိုသွားတဲ့အခါမှာဝင်လင်းပြုရတယ်သူကတော့လျှို့ဝှက်လာခိုးလာတာဟောစစ်ဖို့ကတနေ့နဲ့တနေ့ကြော်ရင်သူတို့ကဘာလဲအကြောင်းကြားရတယ်ဆိုတော့ဘာဆိုတော့ဘုံဘုံတော့နားမလဲဘူးသူကတက်တက်ဘုံဘုံရှိကိုလိုက်ချင်တော့ဒီရုပ်ဖြတ်ပြီးတော့သူစစ်ဖို့မှမသိအောင်သူလာတာပေါ့လေအဲ့ဒီတော့အရှင်ဘုရားဒီဟောလင်းရယဟန်မှာပြင်နာလိုက်သွားပါဆိုတော့အစရိယဩဝါဒအနေနဲ့ဘုံဘုံလိုက်သွားဟိုရောက်တော့ဘုံဘုံဟိုဒီသူတို့ဘိုးနဲ့ဘူရီနေတဲ့ line ပေါ့အဲ့မှာဘုံဘုံထားဘုံဘုံဆေးသွင်းတာလေဒီအသွင်းတဲ့ဥစ္စာအခါ20အစိတ်လောက်ထိုးတယ်ဒီသွေးမြင်လေးတွေကသွေးကြောလေးတွေကသေးသေးလေးတွေဖြစ်ယနေ့အထိပါပဲဘုံဘုံထိုးရင်လေဆရာဝန်တွေချွေးပြန်တယ်ဘုံဘုံအကျော်လေးတွေကသေးသေးလေးတွေဖြစ်ဟိုကလေးအကလေးလက်ပြတောင်လေးနဲ့လိုက်ရှာတယ်ဘုံဘုံအဲ့လိုထိုးတဲ့အခါကျတော့သူချွေးပြန်တယ်နောက်ကြတော့မှသူတစ်ခုရသွားတော့ဝင်းနေသားပြီးတော့အဲ့မှာညပဲ7 နာရီ9 နာရီခွဲလောက်မှရပါ4 နာရီခွဲ5 နာရီလောက်တည်းကအဲ့နဲ့ရှားနေတာဒီအကျိုးအဲ့မှာ6 နာရီခွဲ9 နာရီလောက်မှရတာနဲ့သူတေချာလုပ်ပြီးတော့သူဆေးသွင်းပေးတာဆေးရလဲဘယ်လောက်ကြာလဲဆိုတော့ည9 နာရီသွင်းတာတညာလုံးရဲ့နောက်တစ်နေ့ရဲ့နောက်နေ့ညနေ9 နာရီခွဲမှအဲ့တပလင်းရကုန်တညာလုံးတနေ့လုံးအဲ့တပလင်းလေးရသူစက်ကိုဖြည်းဖြည်းချဖုံဖုံရှူကြည့်နေတယ်ဆယ်ကရှူတော့မှတစ်စက်ကြတခါကိုရှူနေဆယ်ကရှူရဲတစ်စက်ကြဖုံကရှူလင်းနဲ့လိုက်တိုင်းနေတာဒီပလင်းလေးကိုသူကလည်းဖုံဖုံနားမှာမထတော့ဖုံဖုံလက်ကိုဒီလိုအိပ်ပျော်သွားရင်ရံကိုကင်လိုက်မှဆိုလို့ဒီအလုံးရတာမလွယ်တော့ဖုံဖုံလက်ကိုသူကင်ပြီးတော့သူကလည်းခုံလေးမှာခေါင်းမှေးအဲ့ဒီတော့ဘာပေါ်လဲဆိုတော့တိုင်တန်နှစ်ဆိုတဲ့ဇက်ကွက်ဇလန်းကလည်းပေါ်ကားစားသူ့အိမ်ရှင်သူ့အိမ်တော့မှ TV ရအကြီးပဲဖုံဖုံကိုဖွင့်ပေးတာတိုင်တန်နှစ်ကောင်းနေစရာတော့တဲ့သမောကြီးမြုပ်တဲ့အကြောင်းနဲ့ဆိုတာဖုံဖုံလည်းမကြည့်နိုင်ပါဘူးမူးတယ်ပေါ့မျက်စိမှိတ်ပြီးတော့နေတာပါတစ်ချက်တလေဖွင့်ကြည့်လိုက်မျက်စိမိတ်နဲ့တဲ့တဲ့ယူအဲ့ဒါနဲ့သူ့ကိုဖုံဖုံကစကားပြောတယ်9 နာရီလောက်ကြာမတ်ဆွေဆိုတော့ဘုရားဖုံဖုံမေးကျင်တယ်ဘာမေးမလဲဗျာတဲ့မေးပါမဆွေဒီစစ်ဆေးဥမှာလို့တော့မိန်းကလေးတွေအလောင်းနေလားယောက်ျားတွေအလောင်းနေလားစစ်ဆေးဥဆိုတာစစ်သားတွေပဲဥစ္စာဘုံဘုံသိတာဗောဘုံဘုံလည်းနေခဲ့တာဟိုသမရဥဆိုင်ယူလက်ထက်ကဘုံဘုံတို့သူတို့ပင့်လို့မြို့ရောက်လာတာနှုတ်ရင်ရောက်မှာမဟုတ်ဘူးဒါဘုံဘုံသိတာဗောဒီနေရာတွေကစစ်သားတွေနဲ့ဘုံဘုံနေခဲ့ရတာအဲဒီတော့ဘုံဘုံကမသိကြအောင်ဆောင်မိတာမိန်းမတွေလည်းယောက်ျားတွေယောက်ျားတွေဘောဆရာတော်ရမိန်းမတွေမပါဘူးမရှိဘူးတဲ့မိန်းကလေးစစ်တပ်မှမရှိယောက်ျားလေးပဲရှိယောက်ျားလေးစစ်တပ်အေးဟုတ်ပြီဒါဖြင့်အဲ့ဒီရင်ခွဲယုံထဲမှာရောက်ဘူးလားရောက်ရတာဘောဆရာတော်ရဲ့တပည့်တော်တို့ကအဲ့ဒီရင်ခွဲယုံနဲ့တပည့်တော်တွေကရွှေမျိုးလိုဖြစ်ကျန်ဘာလို့อ่ะရင်ခွဲရတယ်အထက်မှာအသေးတွေပါကြည့်ရတယ်ချိန်ကြည့်ရတယ်ကြည်ပဲဦးထိတယ်လဲဆိုတော့ကြည့်ရတယ်တို့ဒါတွေလုပ်တယ်ဒါဖြင့်အဲ့ဒီရင်ခွဲယုံမှာစစ်သားတွေဆိုတော့သူတို့ရင်ခွဲတော့အင်ကြီးတွေဘောင်းကြီးတွေပါလာဘုံကသိတာဗောဒါတွေကချွတ်ထားတယ်ဆိုတာသိတာဗောမသိကြဘူးဘုံကလည်းဘယ်ရင်ခွဲယုံမှာဆိုတော့အကုန်လုံးချွတ်တာပြီးတော့ဒီလိုလိုခွဲရတော့ဒါယောက်ျားလေးအကြောင်းမဆွေအကုန်သိတာဗောဘုံရတယ်အေးဒါဖြင့်နင်ဘာဖြစ်လို့ဟိုလင်းကိုတန့်စင်ကိုယူတယ်လေသူယောက်ျားတန့်စင်ကိုမောင်တန့်စင်ဘုံကလည်းတဲ့ဟိုကလုပ်ငန်းသဘောတရားရအဲ့ဒီတလုံးလေးပြောတာဘုံသဘောပေါက်သွားတာအများကြီးပေါက်ထွက်သွားတာဟာကြည်စမ်းကက်ကကလေးနဲ့လွှဲထွက်သွားတာအမမဒီတန်ဝေကနေဒီတရားဘုံနှလုံးသွင်းလိုက်ရင်သူကတခါတည်းအဋ္ဌိမသဝင်ကာယကေတာလောမနက္ခဏာဇောဆိုတဲ့32ကွဋ္ဌတာအတုပကိုသူကိုယ်နဲ့မြင်မလို့တရားအရိယာဖြစ်အခုတော့သူကယာရုတက်ချင်တော့သူများတွေနဲ့ဒီသံဝဲအဖြစ်ရချင်တော့သူတို့ကအသေးစိတ်တခါတည်းအဲ့ဒီမှာကိုဟိုယာရုတက်ဖို့ဓာရီတက်ဖို့နှလုံးသွင်းမှာဓာတက်မှဒီလိုယာရုတက်မယ်ကျွမ်းကျင်မယ်ဆိုတော့
အဲ့လိုအတက်တင်တဲ့နှလုံးသွင်းကြောင့်သူတို့တန်ဝေကမရနိုင်နှလုံးသွင်းလေးကွာပေါင်းလို့လေအံ့ဩဖို့သိကောင်းတယ်ဒါဘုံဘုံမေးကြည့်သူရှိရလဲပညာရဒါနှလုံးသွင်းကွာပုံလေးတွေအဲ့မှာဟိုသူ့တော့မပြောတော့ဘူးလေဟုတ်တာဗောလို့ဘုံကတော့ပြောတာဗောဒီလောက်သိနေမှာဥစ္စာဘာလို့ယောက်ျားယူတယ်လဲယောက်ျားဆိုတာဒါဘာရှိတယ်32ကခွဲကြည့်အပုံသူတွေပဲဥစ္စာပဲဘုံကလည်းတဲ့သမီးတို့လောက်တာတရားကျင့်ဖို့မှမဟုတ်ပဲတဲ့ဟိုပညာတက်အောင်သင်ရတဲ့အလိုက်နေပဲတဲ့အဲ့ဒီမှာဘုံအရန်သဘောပေါက်သွားပြီလို့ဟောကတိကျေသွားတာရှိဘူးခဲ့တယ်နောက်ပြီးတော့ဘုံရှာတာလေအဘိညာဉ်ကိုရှာတာ6နှစ်လောက်ကြာအဘိညာဉ်ရှာတာအဘိညာဉ်ဆိုတာညံတူးပေါ့ခါကြည့်လိုက်ရင်ဟိုအတ္တတိနေရအဲ့ဒီလိုဒီအခုတရားဓမ္မတွေတရားအထုတ်စိတ်ကလေးတွေတော့ဘုံလို့သိတာပေါ့ဒီလိုသိကြမလို့တခါတည်းကိုဓာတ်ကိုပဲလောကီရောလောကုတ်ကိုသိရအခုကလောကုတ်တရားစိတ်ကလေးတွေဘုံသိတာအဲစိတ်ပြီးသွားတဲ့အခါကျဒကာကြီးလို့နေတဲ့ဒကာကြီးတို့ဘာစိတ်လဲကြုံလဲမဝင်စားဘူးဟိုတဲ့စကမ်းပြီးသွားတော့လေအဲ့ဒီကြတော့ဒကာကြီးတို့ဆင်ញင်တော့သိတာဗောလေဆင်ញင်ခဲ့တယ်မဆင်ញင်လဲသိနေရမယ်ဒီအပညာဘုံအဲ့ဒါကိုရှာတာ6နှစ်လောက်ကြာမရခဲ့ဟာတော့ဒီမှာအညာမှာဘုံဒီအဘိညာဉ်ကိုရှာတာဘာဖြစ်လို့အဘိညာဉ်ဆိုတာတကိုးပဲညံတူးတွေပဲဘာဖြစ်လို့မရရှာတာပဲနောက်ကြတော့တရားဓမ္မတို့ရမယ်ရတော့လဲကိုတပည့်ရှိရပြန်ရတာပဲအဲ့ဒါဒါယနေ့အထိရှိပါတယ်အေးဝင်းဆိုတဲ့ကလေးမလေးရဘုံဘုံရှိမှာ14နှစ်15နှစ်တည်းကဘုံနိုင်ငံရေးတက္ကသိုလ်နားမှာနေတော့အခုတော့ဟိုစစ်လိုင်းနေလို့တော့အဲ့မှာဘုံနိုင်ငံရဲ့နောက်ကျောင်းမှာအဲ့ဒီမှာရွာလေးတရွာရှိတယ်စစ်သိန်းချိုင်းနားမှာအဲ့ဒီနားမှာသူတို့ရွာနောက်ကြတော့သူတို့ထောက်ကြံပြောင်းလိုက်တယ်အဲ့ဒီအာယူကိုဖျက်ပြီးတော့အဲ့ဒီမှာဘုံဘုံတို့သွားပြီးတော့ရောက်သွားတော့နေတော့ဘုံဘုံကလည်းအဲ့ဒီမှာတလလောက်ပေါ့လေကြားတယ်ခြံကြီးထဲမှာသူကဘုံဘုံရောက်လာတော့ကျောင်းဆောက်ပေးတယ်ဘုံဘုံဒီမှာနေသူရဲ့သတင်းသုံးပါဆိုတော့ကျောင်းလေးဆောက်ပေးတယ်ဘုံဘုံအဲ့မှာနေလိုက်တယ်တပည့်တွေကလည်းများတော့သူတို့တရားလေးပြပေးတာပေါ့အဲတနေ့ကျတော့ဘုံဘုံကဟိုလင်းပေါ့အိမ်မော်တက်လာသူတို့ခြံထဲကနေဘုံဘုံသူတို့အိမ်မော်တက်လာဘယ်သူမှမတွေ့ဘူးအဲ့ဒီအိမ်ဝင်ကအဲ့ဒီတော့ဘယ်လောက်ရှိတာလဲသူက26နှစ်အပြူကြီးပေါ့26နှစ်လောက်ရှိနေအိမ်တော်မပြူဘူးအဲသူကအိမ်နေတာမှောက်ရက်ကလေးသပင်လေးကရှေ့ကိုချလို့သပင်ကလည်းကောင်းတယ်အရှေ့ချပဲသူကအိမ်နေတာမှောက်ရက်ကလေးဟောကမလေးအိမ်နေတယ်ဆိုဘုံဘုံကလည်းသူဖျားစင်နားမှာထိုင်ပြီးတော့ကရွန်းဖျားစင်အောက်ကကရွန်းပေါက်ကိုကြည့်နေဘာတွေ့တယ်ဆိုမှတရက်ရွက်လေးလည်းတွေ့တယ်ချက်ရက်နေတာလည်းတွေ့တရက်ရွက်လေးတရက်ရွက်ပုံကြီးကိုချက်ရက်ဒါမှမဟုတ်တရက်ရွက်ကချက်ရက်တယ်ဘုံဘုံကသတိမထားဘူးလေမြင်တဲ့အတိုင်းပဲဘုံကြည့်ပြီးတော့စိတ်ကိုစိတ်တိုင်းဘုံဘုံထားတယ်ဒါဘုံဘုံရဲ့ဒါကျင့်နဲ့အကျင့်တွေဘောရတာစိတ်ကိုစိတ်တိုင်းပဲထားနေတာပဲမြင်တဲ့အပေါ်မှာမြင်တဲ့အတိုင်းပဲသူ့ပေါ်မှာကြည့်ရဲသိရွက်ကနှလုံးမသွင်းပါဘူးအဲ့လိုနေတော့15မိနစ်နဲ့10လောက်ကြာတော့ခလေးလေးတယောက်ကပြည့်တက်လာဘုံဘုံရဲ့နောက်ကျောင်းကနေပြည့်တယ်အဲ့ကမလေးလည်းအိတ်တူလေးတဲ့သွားစမ်းတဲ့နာမည်ခေါ်လိုက်သေးတယ်သူ့တူလေးကိုသူ့အမကြီးရဲ့အသားခလေးလေးပါသွားလေဒေါ်လေးဟိုမှာခြံထဲမှာတဲ့တရက်ဒီပုံနာတဲ့ကြက်ရက်နေတယ်အဲ့ဒါသွားမောင်းလိုက်စမ်းအံ့ဩသွားတယ်ဒိုင်းဆိုဘုံညံပွတ်တော့ဒါတပြည့်တွေရှိရလေရတယ်ဘုံကရှာတော့ခန္ဓာရှာတာခန္ဓာရှာရင်လည်းညာအပြင်မှာသွားတွေ့တာလေလည်းရှိတယ်အဲ့ဒီမှာねဟာအေးဝင်းဆိုတော့ तू ကလည်းဖယားဆိုထထည့်ပြီးတော့သပင်လေးပတ်ပဲပြီးတော့ဖယားတယ်ဘုံဘာလုပ်ဘာမလုပ်ဘူးဟာလို့နင့်ကငါပြောပါဗျာနင်ကငါဆရာပဲငါရှားနေတာ6နှစ်ရှိပြီလို့ဒီအဘိညာဉ်ဆိုတာငါရှာခဲ့တာငါရှာတာတလို့ကြီးဖြစ်နေကလည်းတင့်နင်း၌ရှာတာဥပမာဒီခုံကြီးပေါ်မှာပစ္စည်းတွေကဒီကကျုပ်ကလိုက်ရှာတာဟိုခုံရှာဒီခုံရှားနေတာပဲအဘိညာဉ်ရှာအမှန်ဒီအစိမ့်ကြီးတွေ့ရတာနဲ့အစိမ့်ကို तू ကမကြည့်မိအဲ့ဒီဥပမာလိုပဲအံ့ဩဖို့သိကောင်းတယ်အခုတခါဟိလို့လည်းဒီလိုပဲနိဗ္ဗာန်ဆိုတာရှားနေကြတာလေနိဗ္ဗာန်ကအမြဲတွေ့နေတာပဲဒါမှမဟုတ်တခါကြီးတော့မသိဘူးကိုဖြစ်ချင်တာတွေနဲ့လိုက်ပေါင်းပြီးတော့လုံနေကြတာအဲ့ဒါဖြစ်ချင်တာလည်းလုံတယ်ဖြစ်ချင်တာတွေမဖြစ်တော့လွတ်ချလိုက်တဲ့အခါကျတော့လေ
နိဗ္ဗာန်နဲ့တွေ့တာဒါပေမဲ့မောဟနဲ့ဝင်သွားပြန်ရောဒါဘုံဘုံနဲ့ဖြစ်ခဲ့ရတော့ယောဂီတွေအကုန်ဖြစ်တယ်ဆိုတာသိတယ်နိဗ္ဗာန်နဲ့တော့တွေ့နေတာဒါပေမဲ့နိဗ္ဗာန်လို့မမြင်ဘူးဘုံဘုံဥပမာပဲအများပေးတယ်ရုပ်ရှင်သွားကြည့်တယ်ပိတ်ကားအဖြူကြီးဒါနော်တွေ့သားပဲပိတ်ကားအဖြူကြီးမပြခင်ပါပြလဲပြမီးလဲမိတ်လဲကဟိုးကနေဆက်လိုက်ထိုးချလိုက်တယ်ပိတ်ကားအဖြူကြီးပြောင်းတယ်တခါလဲဟိုရုပ်လုံးတွေထွက်လာရုပ်ရှင်မင်းသမီးတွေမင်းသားပုံတွေဟာအဲ့ဒီပုံမှာရှိအဲ့လိုကြည့်နေတဲ့ကမှာပိတ်ကားအဖြူကြီးရှိပါလားလို့ဘယ်သူမှနှလုံးမသွင်းမိဘူးတကြိမ်ပိတ်ကားအဖြူကြီးရောမြင်သေးလားမမြင်ဘူးဒါမှမဟုတ်ပိတ်ကားအဖြူကြီးပေါ်မှာကသူကရှိနေအဲ့ပိတ်ကားအဖြူကိုမြင်အောင်ကြည့်တဲ့နည်းပေါ့သူကအဲ့ဒီလိုပဲဥပမာပေးရမှာပဲဒီပိတ်ကားအဖြူကြီးပေါ်မှာဒီရုပ်ရှင်ကလာဘူးလို့ဆက်လိုက်ကလာထိုးပြတာအပိတ်ကားအဖြူပြောက်သူကဒါပိတ်ကားအဖြူကြီးပဲဖြစ်ရမှာပဲလို့ကိုနှလုံးမသွင်းမိဘူးဘာလို့မှလည်းသွင်းမှာဘူးဒီဇိုင်းပဲဟိုလည်းပြတဲ့ရုပ်ရှင်မင်းသားတွေပဲကြည်နေမှာပဲဒီပိတ်ဖြူကြီးကိုမကြည့်မိတယ်လို့အဲ့ဒါလိုပဲနိဗ္ဗာန်ဆိုတာအခုယောဂီတွေရုပ်ပိုင်းနေပိုင်းဝေဒနာပိုင်းနေတာလိုက်နေတာနိဗ္ဗာန်ကတော့ရှိပြီးသားကြီးဒါဘုံဘုံသိမှုဆရာတော်လည်းဟောတယ်တခါကြီးတဲ့လောကမှာနိဗ္ဗာန်နဲ့လို့ပြောကြတယ်တဲ့မှားမဗျာနိဗ္ဗာန်ဆိုတာဟာတဲ့ခမည်းတော်မှာအကုန်ရှိတယ်တဲ့ရှိပြီးသားတဲ့နိဗ္ဗာန်ဆိုတာအကျိုးတရားဗျာတဲ့ရှိပြီးသားကြီးတဲ့ဘုံဘုံကနိဗ္ဗာန်ဆိုတာရှိပြီးသားဘုံဘုံလည်းနားထောင်ခမည်းတော်တင်မဟုတ်ဘူးတဲ့အခုပရိသတ်ဘယ်လောက်ရှိတယ်2000ကျော်3000လောက်ရှိအကုန်လုံးနိဗ္ဗာန်ရှိတယ်ဗျာတဲ့နိဗ္ဗာန်ရှိတာကိုမသိကြတာမောဟဖုံးနေလို့ဗျာအဝိဇ္ဇာလို့ခေါ်တာပေါ့ဗျာတဲ့ခင်ဗျားတို့စာလို့မောဟဖုံးနေတာနိဗ္ဗာန်အရှိကြီးဗျာတဲ့ထင်းကြီးတဲ့သူအပိုင်ပြောတာဆရာတော်ကြီးသူအပိုင်ပြောတာကိုလည်းအားရတယ်နိဗ္ဗာန်ရှိပြီဒါမှပြောနေခင်ဗျားလူတွေခွေးတွေလည်းရှိတယ်တဲ့နိဗ္ဗာန်အဲ့ဒါကြောင့်ဘာနဲ့ခွေးတွေနိဗ္ဗာန်ရှိရဘုံဘုံကအောက်ကစားခိုးတယ်လည်းနိဗ္ဗာန်ရှိဒါပဲနဲ့သူတို့ဒီအဟိတ်တွေဖြစ်တယ်တဲ့အဟိတ်ဆိုတော့လုံးဝမသိနိုင်ဘူးတဲ့လူတွေရတဲ့ဟိတ်နဲ့နေတဲ့ပုဂ္ဂိုလ်တွေတဲ့ဟိတ်6ပါးနဲ့နေတယ်တဲ့လောဘဒေါသမောဟတွေချုပ်သွားရင်ဒီနိဗ္ဗာန်ဆိုတာရှိပြီးဒါပဲနဲ့သူတို့မသိဘူးတဲ့အဲ့ဒီဟိတ်နဲ့နေတဲ့ပုဂ္ဂိုလ်တွေလူတွေကျင့်ရင်နဲ့ဒီနိဗ္ဗာန်တွေ့လို့ရတယ်အဲ့မှာသူပြောတာနည်းနည်းရိပ်မိလာတယ်ဘုံသူဟောတာနားထောင်တယ်ဟုတ်ပြီရှိတာတော့ရှိငါမသိလို့ပဲဖြစ်ရဒါဆရာတော်ကြီးဟောကွက်ဒီဒီတိုင်းဟောခဲ့ဒီဘက်ရောက်တော့မှဟုတ်တာဟောခုနဒီပေါ်မှာအမေရှာတခါတခွန်းတပြင်းကြီးနိဗ္ဗာန်ကြီးတွေ့လိမ့်မယ်ဆိုတော့ဘုံဘုံရှာတာဓာတွေ့တယ်ဓာလေးတွေတွေ့တော့တွေ့ဒီမှာတော့တပြင်းကြီးရှိတာအဲ့ဒါကြီးတွေ့ရတဲ့နဲ့ကိုမကြည့်မိတာတခါကြီးလူတွေတရားထုတ်အဲ့လိုကိုဖြစ်လာမှာပဲအခုလက္ခဏာပေါ်မှာဖြစ်ကြမှာပဲဘလို့ထိုးပြပြလို့မရဘူးတခါကြီးတို့ကိုယ်တိုင်ဒုက္ခကိုတွေ့ပြီးတော့မှဒုက္ခကိုခါလည်းကိုမလွတ်တော့မှဒုက္ခတွေအကြီးကျယ်ရောက်ပြီးတော့ကဲမဖြစ်ချင်လဲနေတော့ဟဲဆိုလွတ်ချလိုက်တော့မှသူ့ဘောရောက်မလို့ရှင်တော့မှနော်ဒုက္ခတွေရောက်တော့မှဒီဒုက္ခကြီးကကြီးလေးပါလေငါလည်းဒီလောက်ရှာတာမရတော့ဘူးကဲတဲ့မရချင်လဲနေတော့ဟဲဆိုလွတ်ချလိုက်တာစိတ်ကိုတခါလေဒေရိုကြီးနိဗ္ဗာန်ရောက်ပြီလားဟဲလွတ်နေပါလားအလိုလိုသိနေတယ်လှုပ်လည်းမလှုပ်ရဲဘူးလွတ်နေပါလားကျန်ငါဒီလိုလွတ်အောင်ရှာတာငါမှားခဲ့တယ်ဒီကငကိုလူကြီးပါလားကိုယ့်ကိုသိလားဒါယောဂီတွေလည်းတချို့ရပါလိမ့်မယ်ရပြီးတော့ကိုမရိပ်မိကြတော့အမှလွတ်ချလိုက်တယ်ဘုမတချို့များဘုံများတင်းမလို့လေအမလေးဇောနဲ့ကားနဲ့ထိန်းထားတာမိန်းကလေးတွေများတယ်အဲ့ဒီမှာရေးပြီးရင်ထဲမှာထိန်းထားတယ်အဲ့ဒါလွတ်ချလိုက်ဆိုတော့ तू ကရုပ်ကြီးပုပလိုက်တယ်မှားပြန်ရောဒီစိတ်ကလေးတင်းနေတာစိတ်ကလေးကိုလွတ်ချလိုက်တာရှော့ချလိုက်တာအဲ့ရှော့တာတော့မှလွတ်ချလိုက်တာဒါလေးလွတ်မချရဘူးတဖြည်းဖြည်းလေးလွတ်ချမရပြန်ဘူးသူလဲဒုက္ခနဲ့တွေ့တော့မှကဲမလို့ကျွန်တော်ဆိုလို့လွတ်ချပလိုက်တာအဲ့ကြတော့မှလွတ်ပြီးသားယူတော့တွေ့အားလုံးအကြောင်းကျိုးတွေကင်းပြီးတော့အကြောင်းကျိုးတွေချုပ်သွားတော့ကင်းသွားတော့မှပင်ကိုလူကြီးတို့သွားတွေ့အဲ့ဒီလွတ်ကွက်ရသွားရင်လေတခါကြီးတို့ဘယ်တော့မှဒီလွတ်ကွက်ကိုပျောက်လို့မရတော့ကောင်းတာဝေဒနာချုပ်တော့ကောင်းတာပဲသိတယ်ဒီကောင်းတာနဲ့မဆိုင်ဒီကောင်းတာအဲ့ကောင်းတာချုပ်သွားမကောင်းတာပေါ့ဒီကလွတ်တာကြီးကပင်ကိုပဂရိလွတ်ကြီးအဲ့ပဂရိလူကြီးကပျောက်သွားဟုတ်ဘူးငါဒီနေတော့ကဒီလိုလွတ်တယ်ဒါလွတ်ရ
လွတ်ရမယ်ဆိုတဲ့အကောင်ကြောင့်မလွတ်တာဖြစ်ပြန်ရောဝေဒနာတက်တော့လည်းဒီဝေဒနာချုပ်တယ်နောက်တစ်ခါချုပ်ဦးမလားဆိုလို့တင်းတာပေါ်လဲအမဲဟိုလိုချုပ်ဦးမလားဟိုလိုချုပ်ဦးမလားဆိုမချုပ်ဘူးဟိုလိုချုပ်ဦးမလားဆိုတဲ့အကောင်ပါနေစောစောတော့ဝေဒနာတက်တော့ဒီဟိုလိုချုပ်ဦးမလားဒီလိုကောင်းဦးမလားဆိုတဲ့စိတ်မပါခင်တော့သူကဒုံးတိုက်လိုက်လို့ချုပ်သွားတာအခုချုပ်ဘူးသွားတော့နောက်ချုပ်ဦးမလားဆိုတဲ့အကောင်ကဟိုလိုဖြစ်လာပြီသူချုပ်မှာပဲအနောက်ကတင်ညာပေးနေတယ်အဲ့ဒီကောင်ကြောင့်ဘယ်တော့မှမချုပ်ဒီတင်ညာပေးတဲ့ကောင်လှည့်မရှိမိဘူးသူကအဲ့ဒါကြောင့်မလို့တရားတွေကြားနေတယ်ရိပ်သာတွေမှာသွားတယ်ကြားတာအဲ့ဒါတွေပါပဲအဲ့ဒီအကွက်တွေကိုဘုံဘုံတော့အခုလက္ခဏာစကားမှာရှင်းမယ်ပြပေးမှာကြောင့်မလို့တရားဓမ္မတွေကိုဘုံဘုံတို့ဒါအတိပေးတာပါကျူးကျူးဆားဆားနဲ့တော့ကျင့်ရပါလိမ့်မယ်ကျင့်တော့မှဒီမှာအခုလူ300ကျော်ရှိတယ်တရားရရင်ဘုံဘုံဒါမြတ်ပြီပဲဒီတရားတဲ့စင်ရင်ပါအောင်တော့လုပ်ကြပါဘုံဘုံတို့သိတယ်ပါပြီဆိုဘုံဘုံဒါတွေဆွတ်ခေါ်ပြလို့တော့ရဘုံဘုံတို့ထုတ်ပြောစရာမလိုစံနေမှာဆိုရင်ဘာလုပ်လဲဟုတ်ငငယ်ကသူ့ရဲ့အကျင့်ကိုယ့်ရဲ့ပြီးပြီဆိုရင်သူ့အကျင့်ရှိတယ်ခေါ်တယ်ကဲတယောက်စီတယောက်9မိနစ်စီမဲတက်ပြီးတော့အပြောခိုင်းတယ်ကိုတို့ကျင့်စဉ်ဟာဘုံဘုံကသိပြင်းတာပဲအဲ့ဒါသူကလို့မင်းကွာဒါဒီလုံနေပါနဲ့ဘုံဘုံလက်ထောက်လုံတော့သူလာဟိုတခါကြီးလာပြောစမ်းကိုဖြစ်တဲ့အကြောင်းသူကပြောဒါပေမဲ့ तू ကတော့ရည်ရွယ်ချက်ကတော့သူ့လို့ဒီလိုပြောတဲ့ဒီပြည့်လူတွေသရာတက်မလားဆိုပြီးတော့သူ့ရည်ရွယ်ချက်ပါသူ့ရဲ့ရည်ရွယ်ချက်ကဒီသူတို့အချင်းချင်းတော့မှဒီလိုရတယ်ငါလည်းတနေ့ရအောင်ဆိုတဲ့ရည်ရွယ်ချက်ပါအောင်သူလုပ်တာပါဒီစနေမှာအခုလည်းလုပ်ပါတယ်သူဒီလိုပဲတက်ပြီးတော့ဟိုတရားသဘောပေါက်တဲ့လူခေါ်ပြီးတော့တရားဟိုလည်းအလျှောက်ခိုင်းမှာပဲအပြောခိုင်းမှာဒါသူငငယ်တဲ့ညင်တညင်ရှိတယ်ဘုံဘုံလက်ထဲမှာလေ24နှစ်သားလုပ်တယ်သူလုပ်တယ်အဲ့ဒါတွေကဘာလဲတရားဓမ္မတွေတရားတက်အောင်လုပ်တယ်သူကဘုံဘုံမလို့ခြင်းဘူးဘုံဘုံတို့ကိုယ်တိုင်သိတယ်ဘုရုဘာဖြစ်နေဆိုတာသိတယ်ဒါနဲ့ထုတ်မပြောဘူးပြောရင်ဘာဖြစ်လို့လဲဆိုတော့ဘေးကလူရတယ်ဒါဟိုလည်းဆရာတော်တွေကအရေးပေးလို့ပြောတာလို့ဖြစ်လာတတ်တယ်မက်ဖို့တော့ဘုံဘုံတို့စကားထည့်မပြောဘုံဘုံတပည့်တွေရှိတယ်ဘယ်နှမရောက်ပြီဘာရောက်ပြီဘုံဘုံတော့မပြောဘူးဒါသူ့ဘာသူသိလဲကိုမဲရတယ်မရောက်ဆိုကိုကိုယ်တိုင်သိတဲ့ကိစ္စသူများမေးစရာမလိုဘူးမဲရပြီလို့လဲဆရာပြောစရာမလိုဘူးသူကိုယ်တိုင်သိတယ်စိတ်ပြောင်းသွားတယ်ဒါကဘာပြောလဲစိတ်ပြောင်းသွားတယ်လူစိတ်တွေမဟုတ်တော့စိတ်အတိတ်ကြီးဖြစ်သွားတာသူတို့သိတော့လောကနဲ့ဝေးသွားတယ်လောကဆိုတာလောကလူတွေအခုလိုနေတဲ့စိတ်အစဉ်တွေနဲ့ဝေးသွားတယ်ဒါမှမဟုတ်ပုရုဇဉ်ဆိုရင်ဘုံဘုံတို့ဒီဘက်လိုင်းညာကြောက်တယ်ခက်ခွာနေတယ်ကိုယ့်အကူနေကြတယ်တရားနဲ့ပတ်သက်လာနည်းနည်းရင်းပြီးတယ်ရင်းနေတယ်တရားသမားဆိုရင်တော့အမတန်ဘုံဘုံတို့ဟိုလင်းပြောတယ်လေရွှေမျိုးရင်းလိုပဲဘုံဘုံတို့မှာတရားမှာလက္ခဏာတွေသိတဲ့လူရွှေမျိုးရင်းပဲတရားလောက်ပဲသိတဲ့ပုဂ္ဂိုလ်ကြရင်တော့ခက်ခွာလေးတွေနေကြတယ်ဘုံဘုံတို့ဆရာတပည့်တွေကဘာလို့လဲဆိုတော့ကြောက်တယ်လူတွေရဲ့စိတ်ကလူတွေရဲ့စိတ်ကမထင်တယ်လို့သူတို့ပြစ်မှားလိုက်ရင်သူတို့မှအပြစ်ဖြစ်တယ်အဲ့တော့ကိုကရှောင်ပေးရကိုကတော့ကောင်းကောင်းနေတယ်ဒါမှမဟုတ်အမျိုးမျိုးမြင်တတ်တယ်ကောင်းအောင်ပြောပေးနေမကောင်းတာမြင်တတ်တယ်မြင်လာတော့ဘာဖြစ်လဲကို့မှာအချိုးပေးညံ့သွားတက်မဲ့လမ်းတော့မတက်ဘူးကံဆိုတာပေါ်တတ်တယ်ကိုယ်ကကောင်းအောင်ပြောပေးနေမကောင်းတဲ့စိတ်တွေဆိုတာပေါ်တတ်တယ်ဘာလဲကုသလံဓမ္မအကုသလဓမ္မဒီကပြောတာကောင်းတာပြောတယ်ကို့မှာအကုသိုလ်ဖြစ်သွားအဲ့လိုလည်းရှိတတ်တယ်အကုသိုလ်လုပ်ရင်လည်းကုသိုလ်ဖြစ်တတ်တယ်မဟုတ်တာလုပ်ရင်လည်းသူကသဘောပေါက်ရင်ပေါက်တယ်အဲ့လိုလေးတွေရှိပါတယ်ခုနပြောတဲ့အဘိညာဉ်ကမ်းမှာပျောက်သွားတယ်အဲ့တော့အဘိညာဉ်ဆိုတာဘုံကခုနကတော့လို့တဲမဲနှိုက်ရှာအခုတကယ်ယောဂီတွေဝေဒနာကိုနှိုက်ရှာတယ်လို့ပေါ့ဝေဒနာဆိုဖြစ်ညက်တစ်ခါလဲအတင်းလိုက်ဘုံလည်းလုပ်ခဲ့တာမခံနိုင်တော့မှစိတ်တစ်စိတ်ထွက်သွားတာမခံနိုင်တော့မှစိတ်တစ်စိတ်ကထွက်သွားပြီးတော့လောကအကြောင်းသိတာပါဘယ်လိုသွားပြလဲဘယ်လိုသွားအကြီးတစ်ခွက်လောက်
အဲ့မိစနာမကိုနေရာမှာတယောက်ကဥတမိကရေကိုမြတ်ထားဟမ်ဒီလိုပဲစင်းနေတာနောက်ရဒီကဒီအဲ့လိုစီစဉ်ထားတယ်နော်အပြတ်မခံတဏှာရတော့မပြည့်သေးပါဘူးနော်ပြည့်သေးပါဘူးဗျဖုန်းလေးကလေးတွေကြောင်းနော်ဖုန်းလေးကလေးတွေကြောင်းဟုတ်ဒီမှာနားလည်အောင်ပါဘာဖြစ်လို့လဲဆိုတော့ဒါကြားဘူးအောင်အဘိညာဉ်ဆိုတဲ့စကားလေးကိုကြားဘူးအောင်ပါကြားဘူးမှလည်းနောက်ကိုတုတ္တဝါအရိယသာဘောကောဒီထဲမှာဒီလိုအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်ဆိုတာပြောလို့မရဘူးဝိမု ക്തി ခေကြီးဖြစ်တဲ့အတွက်တရားတွေရကြမှာပါပဲအပေတွေလွတ်ကြမှာတော့သိကြပါတယ်ဒါပေမဲ့အဘိညာဉ်ဆိုတာရတဲ့ပုဂ္ဂိုလ်တွေရတယ်မရတဲ့ပုဂ္ဂိုလ်မရဘူးဒီလိုရှိတယ်လောကီအဘိညာဉ်လောကုတ္တရာအဘိညာဉ်လို့2မျိုးရှိတယ်အခုဖုံဖုံပြောတာလောကီအဘိညာဉ်ကိုပြောတာလောကုတ္တရာရဲ့အဘိညာဉ်ဆိုတာကခန္ဓာမှာညာနဲ့ဥလွှာတာညာခံကြီးပဲကဲဆင်ညာလိုက်ရင်ညာနဲ့ဆင်ညာလိုက်ခန္ဓာဟိုအကုန်သိတာလားလောကုတ္တရာအဘိညာဉ်မှာပဲလောကီအဘိညာဉ်ကလောကမှာအကုန်လုံးအတတ်သိတဲ့အသည့်ဘုံဘုံတို့အတွင်းနာသိတာအပြင်မသိပါဘူးလောကီအဘိညာဉ်မရပါဘူးအဲ့ဒါကိုဘုံဘုံရှာခဲ့တာ6နှစ်လောက်ရှာတော့မှခုနအေဝင်းဆိုတဲ့တပည့်မလေးရဟောတူတော့ဟဲ့အေဝင်းဆိုတော့သူကဂမငနာဖုံဖုံခေါ်လိုက်တော့ထခေါင်းလေးကိုခါစပင်းလေးပြန်ပြီးပဲလားဖရားတယ်ဘာကိစ္စနေကငါဆရာပဲဆိုဘုံဘုံရဲ့သမီးငရဲကြီးပါမကြည့်ဘူးလို့ငါရှာခဲ့တာ6နှစ်ရှိပြီလို့အဘိညာဉ်ကိုဒီအဘိညာဉ်အခုနင်ပြောမှသိတယ်ထင်းငင်းနဲ့ဆိုပေါက်ထွက်သွားတာဗာတာသူကညံတစ်ချက်ကလေးအဲ့ဒီညံတစ်ချက်ကလေးရဖို့ဥစ္စာလေအမတန်အောင်စရာလည်းကောင်းတယ်ဒါဟုတ်သိရင်လေဟိုအတက်လှိမ့်လေးညံတက်လှဲ့လေးဆိုတာပြောနေတာဘုံဘုံတော့ညံတက်လှဲ့အတက်လှိမ့်လေးရှိတယ်ညံသိသွားရင်လေဘာမှမဟုတ်ဘူးအဲ့ဒီဘာမှမဟုတ်တဲ့အတက်လှိမ့်ညံတက်လှဲ့လေးကိုပဲတဲတဲမဲမဲရှာနေကြဘုံဘုံခုနပြောတဲ့ဘိညာဉ်6နှစ်ရှာအဲ့ကလေးမလေးကြောင့်သွားတွေ့နင်းလို့ကဲငါလာတော့နင်သိလားသိတယ်တဲ့ဘုံဘုံလာတာအေးကောင်းပြီဒါပြန်ငါထိုင်းနေတာ15မိနစ်20လောက်ရှိပြီလို့ငါလည်းထိုင်းနေတာတကယ်နင်းအဲ့နဲ့ခေါင်းအမှောက်ပြီးတော့လို့ပြည့်တက်လာတယ်လို့ကလေးလေးတိတ်ဒုံဒုံတိုင်းတိုင်းတော့မဟုတ်ပါဘူးပြေးလာတာအဲ့ဒါနင်းဟာနာမည်နဲ့တက်ခေါ်တယ်လို့နင်းလည်းလက်မကြည့်ဘူးဒါတော့ဖုံဖုံလည်းသူ့လက်ကြည့်တာမဟုတ်ဘူးနော်ကိုယ့်ကကိုဖြစ်နေတာလည်းကိုမသိဘူးဒါတွေလည်းဖုံဖုံပြောနိုင်တယ်နင်းလည်းလက်မကြည့်ဘူးလို့ဒီကလေးလေးကိုလို့အဲ့နာမည်လေးခေါ်လိုက်တယ်ဗျာလို့ဟိုကထူတယ်အေးဒေါ်လေးဟိုကခြံထဲမှာတဲ့ဟိုဒီဘက်စီးလဲပြီးတော့တရက်ပင်နေတရက်ရွက်တွေစုထားတယ်ကြက်ရက်နေတယ်တဲ့အဲ့တော့သွားမောင်းလိုက်စမ်းပါဟိုကသွားမောင်းတယ်တန်းတယ်ဟာဟုတ်လိုက်တာလို့ကြည်သားသူဒီမှာတုံးလုံးလှမ်းနေရင်နဲ့အဲ့နေရင်နဲ့ဟိုခြံထဲမှာဟိုတရက်ရွက်ကိုသူလှဲထားတဲ့တရက်ရွက်ကိုကြက်ရက်တယ်ဆိုတော့သူဘယ်လိုလုပ်သိတယ်လဲဒါဘုံဘုံကအဲ့ဒါကိုစဉ်းစားရင်းနဲ့ဒီမှာညံပွန့်တော့သူဟောလိုက်တယ်ကွာသူပြောလိုက်တော့ညံပွန့်တော့ဟိုငါအဘိညာဉ်ဆိုတာလက်တဆုံးနှိုက်နေတာအပေါ်ယံလည်းရှိပါလားလောကီအဘိညာဉ်ဆိုတာလောကမှာညံနေပေါ့အခုလောကီညံနေနဲ့လုံနေတာအဲ့ဒီလောကီညံကိုလောကီညံအတိုင်းပြန်မြင်တဲ့ညီးတနည်းပဲသူကလည်းအံ့ဩဖို့ကောင်းတာအဲ့ဒီစကားခက်ဆန်းဆန်းနော်လောကီတွေလုံနေလေလောကီညံကိုပြန်ပြီးတော့လောကီညံနဲ့ပြန်သိတဲ့ညီးတနည်းပဲသူကဒါပဲဘုံဘုံပြောပြတတ်တယ်အဲ့လူတွေဘာလုပ်လိုက်တယ်ဘာလုပ်နေသွားလာသူဆင်ញင်တော့ဘုံဘုံတို့သိတာပေါ့မဆင်ញင်တော့မသိပါဘူးဒါကတော့သူဘာလုပ်တယ်ဘာကိုင်းနေဆိုတာဆင်ញင်လိုက်ရင်တော့သိတယ်မဆင်ញင်တော့ဘာမှမသိပါဘူးသူကဆင်ញင်မှရတဲ့ကိစ္စဒီလောကုတ္တရာလည်းဒီလိုပဲလောကုတ္တရာကြတော့တကယ်သွားတော့လောကုတ္တရာဘိညာဉ်ကဆင်ញင်စရာမလိုဘူးသူကအလိုလိုလွတ်ပြီးသားမက်ကတတ်သွားတာမက်တတ်သွားတော့သူမှမလိုတော့ဘူးဆင်ញင်စရာလည်းမလိုဘူးသူကအလိုလိုလွတ်ပြီးသားကျွတ်ပြီးသားရွယ်သွားနေတာ
အဲ့ဒီလောကီပညာကြတော့လောကီကြတော့ဆင်ញင်ရတယ်ဉာဏ်ထူးပေါ့လောကလူတွေသိတဲ့ဉာဏ်နဲ့ထူးပြီးတော့သိတဲ့ဉာဏ်တဉာဏ်ပဲအဲ့ဒါဘာလို့ဉာဏ်လဲဆိုတော့ဒီလောကလူတွေသိတဲ့အသည့်ကိုပဲထပ်သိတာဘာမှမဟုတ်ဘူးနော်ဒါမှမဟုတ်အဲ့ဒီလောကလူတွေသိတဲ့အသည့်ကိုထပ်သိဖို့အသည့်ရလဲတော်တော်ကိုဉာဏ်လွှာလေးရှိတယ်အဲ့ဒီလွှာလေးကိုလည်းဘယ်သူမှမသိနိုင်ဘူးဘုံ6နှစ်တိုင်တိုင်ရှာခဲ့တာအဲ့ဒီတော့မှသဘောပေါက်တော့ဩဒီလိုပါနေ့တိုင်းငါတွေ့နေတာငါလောကီပညာမှာငါမသိခဲ့ပါလားတခါကြီးလို့လည်းလို့ပဲနေ့တိုင်းလည်းလှုပ်နေတယ်ကိုယ့်ပညာကိုလည်းမသိဘူးဘုံလည်းမသိခဲ့ဘူးအဲ့လိုတွေဒါကြားဘူးအောင်မှတနေ့တော့အခါကျတော့မရောက်ဘူးလည်းမပြောနိုင်ဘူးလူသုံးကကြော်ပြီးတယောက်တည်းလို့ရောက်မှာပေါ့လေရောက်ခဲ့တော့ဒါလေးတွေကြားဘူးတာတော့အရှိတရားကြီးပါဒါတွေကလည်းကိုအခုလောကီစိတ်တွေနဲ့နေတဲ့ပုဂ္ဂိုလ်ကလောကီတကူကြီးထွက်တယ်အဲကျင့်တဲ့ပုဂ္ဂိုလ်ကြတော့ခန္ဓာကြီးလွတ်ကြောင်းတွေယုံနာခန္ဓာတွေမမြဲကြောင်းတွေယုံနာခန္ဓာယုံနာပဲမြင်အောင်တော့သောတာပန်တည်တယ်သောတာပန်ရဲ့လမ်းစဟိုလည်းရွာဆက်ရောက်သွားယုံနာမြင်အဲယုတ်ကိုရှာလိုက်တော့ယုတ်ကလည်းပျက်စီးနေတဲ့ယုတ်ကြီး32ကောဋ္ဌနာကြည့်လဲ32ကောဋ္ဌနာပျက်စီးနေတယ်ဓာတ်နဲ့ကြည့်လဲဓာတ်ကြီးလေးပါယုတ်ကြီးဖောက်ပြန်နေတယ်တခုမှမကောင်းဘူးနာမ်ပဲကြည့်လိုက်လဲဖောက်ပြန်နေမှလိုက်ခံစားတယ်လောကပရိဒူဝါတွေလှုပ်တယ်ဆရမဘိတွေတောင်းလောင်နေကိုယ်အကြောင်းမဟုတ်ဘဲနဲ့သူပြောက်ကြောင့်သူများအကြောင်းတွေတွေးပြီးတော့ပူပင်သောကတွေရောက်တယ်ဒီစိတ်ကဒီလိုလှုပ်စိတ်ကြီးလည်းမကောင်းရုပ်ကြီးလည်းမကောင်းအဲ့ဒီတော့ယုံနာပေါ်မှာဒုက္ခတွေဖြစ်ပြီးတော့မှဒီယုံနာတွေကိုမက်ကသတ်သွားတော့မှလွတ်ကြောင်းတွေရသွားဒါသောတာပန်ဖြစ်မှာပဲသောတာပန်ဆိုတာလေအခုလက်ရှိတရားဓမ္မတွေအခုလက်ရှိသိတဲ့စိတ်တွေသိသွားတာဘယ်တော့မှပြန်ဖြစ်ခွင့်မရှိဘူးစိတ်အသိကြီးနဲ့နေရတယ်ဒီယုံနဲ့စိတ်အသိနဲ့နေရအဲ့ဒီတော့အခုဒီဖုံဖုံเจ้าမှာဒီမှာဝိဇောရိယမှာငါတို့9ရက်စကန်တရားအထုတ်မဲ့ပုံကိုယ်တွေပဲလို့ဟိုပြောเสียလို့သေးလားတခါကြီးတို့ဝိဇောရိယเจ้าကဒီဓမ္မယုံအသိကြီးမှာငါတို့တရားလာနာနေတယ်တရားထိုင်မလို့နာနေတယ်လို့ပြောเสียလို့သေးလားစဉ်းစားเสียလို့သေးလားမလို့သလိုအဲ့ဒီဥပမာလိုပဲမဲ့ပုဂ္ဂိုလ်ကလေငါမဲ့ရပြီလို့ပြောเสียကိုမလို့ဘူးအလိုလိုကတော့သူရောက်ပြီးသားကြီးအမှန်တန်ရှင်းပါတယ်ဗုဒ္ဓတရားတွေကဒါမှဘုန်းဘုန်းတို့ဒီတရားဟာတရားကိုတရားတယ်လို့ဘုန်းဘုန်းအဲ့လိုပြောတာတရားလောက်တရားတဲ့တရားဘယ်တရားမှမရှိဘူးအမှန်တွေကိုအမှန်တိုင်းလိုက်မြင်တဲ့အရှိတရားဘုန်းဘုန်းတို့ကလိုက်တွေးတယ်ကြံတယ်ဝေဖန်တယ်အထက်တော့ရှောက်လုံတယ်အဲ့လိုလှုပ်လေလမ်းလွဲလေပဲဒဲရတာတခါလိုက်တာဒါလည်းနောက်မှလိုက်တာတော့ဘုန်းဘုန်းတို့လည်းဒီလိုပါပဲတွေးတယ်ခေါ်တယ်ဆင်ញင်တယ်လွဲနေတာတယ်အဲ့ဒီအတွေးကိုဆင်ញင်တာတွေချုပ်သွားတော့မှဒုက္ခတွေဖြစ်ပြီးတော့ချုပ်သွားတော့မှသူ့ပင်ကိုလူကြည့်သွားတွေ့အဲ့ဒီတော့ဘာလို့သွားပြီးတော့အဲ့ဒါတွေတွေ့တော့ဟိုဖះဟောတဲ့တရားတွေအကုန်နားလဲလားဟုတ်သားပဲဖះဟောတာငါကိုကနဲ့တုံးနေတာပဲဘာလို့ဖះဟောတဲ့သုတ်တန်လေးတစ်လုံးတူတူလေးပါဗျာဘာလဲဆိုတော့နတ်သားကိုလာဟောတာဒါစာပေပညာရှင်တွေသိတယ်ဒီသုတ်တန်ဘာလဲဆိုတော့လူတယောက်ကတဲ့လောကရဲ့ဆုံးအောင်ပြေးတယ်ဒီလောကဆုံးရင်တော့ငါတန်ត្រာလွတ်ပြီဆိုတော့တခါလေလူဘဝနဲ့ငါအပြတ်ပြေးမယ်ဆိုတော့ပြေးလိုက်တာတဲ့ရက်ဒီလာဒီနှစ်ဒီကြာပြေးနေတာပြေးလို့တခါလေပြေးနေနေနောက်လာဒီနှစ်ဒီကြာတော့မှသူပြန်တတိရတယ်ငါဘာလို့ပြေးနေတာဟိုငါလောကလွတ်အောင်ပြေးလောကလွတ်အောင်ပြေးမယ်စားဖြည်းဖြည်းအပြေးရက်ပြီးတော့လမ်းလျှောက်သွားတာကောင်းမယ်ဆိုတော့ဒါကလောကလွတ်အောင်လမ်းလျှောက်သွားတယ်တဲ့အဲ့တော့လမ်းလျှောက်သွားတော့ပြေးနှုံကြီးကိုရက်လိုက်တဲ့အခါကျတော့မသက်သာတော့ဘူးလားသူဖြည်းဖြည်းသွားတော့လေခုနပြေးတာသက်သာသွားတာအဲ့ဒီသက်သာသွားတော့သူမသိဘူးတဲ့အမေတော်တော်ချက်ချမ်းသာသွားတယ်သူလောကလွတ်အောင်တော့သွားတာအဲ့ဒီလိုပဲသွားရင်းနဲ့လမ်းလျှောက်သွားရင်းကနေပြီးတော့လားတွေနှစ်တွေကြာပဲနော်သူကသူပြန်တတိယပြန်ငါဘာဖြစ်လို့လမ်းလျှောက်သွားနေရတာလဲသူကသူစဉ်းစားတာလမ်းလျှောက်သွားမယ်ဆိုရက်လိုက်တာကောင်းတယ်ဆိုတော့သူရက်နေတယ်ခြေသားတို့တဲ့ဒါလောကဆုံးအောင်သွားနေတာနော်တဲ့ဒါလူတွေနဲ့အယူဆနဲ့ကွဲလွဲတာတွေအများကြီးရှိတယ်နော်အဲ့ဒီတရားမတ်တက်ရက်လိုက်တာကောင်းတယ်ဆိုတော့ရက်လိုက်တယ်ရက်လိုက်တော့ပြေးတော့ကလမ်းလျှောက်တာကတက်တာလာတယ်လမ်းလျှောက်တာနဲ့ရက်လိုက်တော့လမ်းလျှောက်တာကြီးကတက်တာသွားအဲ့ဒါချမ်းသာသွားတော့သူသိတယ်
ဘာကြောင့်ချမ်းသာမှန်းသူမသိဘူးတဲ့အဲ့ဒီကနေပြီးတော့အဲ့ဒီလက်မတ်တက်ရက်နေတဲ့နှစ်တွေလတွေကြာပြန်တော့အော်ငါဘာဖြစ်လို့ရက်နေရလဲအဲ့ဒီတော့မှပြန်တွေးတာကြာတော့မှသူ့ကိုယ်သူပြန်မြင်တာငါဘာဖြစ်လို့ရက်နေရလဲရက်နေမယ်စားထိုင်လိုက်တာကောင်းတယ်ဆိုထိုင်ချလိုက်တယ်အဲ့ရက်ထားရတဲ့ဒုက္ခကြီးကလွတ်မြောက်သွားတော့ချမ်းသာပြန်ရောတဲ့အဲ့ဒီကနေပြီးတော့နောက်နှစ်တွေလတွေထိုင်ရင်းနဲ့ကြာပြန်တော့ငါဘာလို့ထိုင်နေရတာလဲထိုင်နေမယ်ဆိုအိတ်လိုက်တာကောင်းတယ်ဆိုတော့ခြေသားတို့တဲ့လောကလွတ်မြောက်သွားပြီအဲ့ဒီတရားလေအယံတန်ဖို့ရှိသွားဘုံနဲ့ပြေးနေရတာအခုဒါပြေးမလို့လာကြတာကြီးကပန်းပြေးသမားတွေလောက်ကြတော့မှသိတယ်အဲ့ပြေးနေတဲ့ဒီစိတ်တွေအလိုတွေကိုလောက်ကြတော့မှာပဲအဲ့အလိုတွေကိုပြန်မြင်ရမယ်ကိုဖြစ်ချင်တာတွေဖြစ်ချင်တဲ့စိတ်တွေနဲ့ဆန္ဒတွေနဲ့လုံနေတာလေးပြန်မြင်ရပါလိမ့်မယ်အဲ့ဒီကလေးမမြင်သမျှတော့လုံးပဲကိုပြန်မမြင်တာပေါ့ခုနပြေးနေတဲ့ပုံကိုတရားပါတန်တရာလွတ်အောင်တော့ပြေးတယ်နှစ်တွေလတွေကြာသူပြေးတော့သူ့ကိုယ်သူမသိဘူးတန်တရာလွတ်အောင်တော့ပြေးနေတာနောက်မှနှစ်တွေကြာတော့မှသူ့ကိုယ်သူပြန်မြင်လာငါဘာဖြစ်လို့ပြေးရတာလဲပြေးမယ်ဆိုငါလမ်းလျှောက်သွားတာကောင်းတယ်ဆိုဟောလမ်းလျှောက်သွားပြန်တော့သူ့ကိုယ်သူလွတ်နေပြန်ရောနှစ်တွေလတွေကြာအော်ငါဘာဖြစ်လို့လမ်းလျှောက်ရလဲသူ့ကိုပြန်သူ့ကိုယ်သူပြန်လှည့်မြင်သွားတာခန္ဓာကိုဒါမို့သောတာပန်မှာတစ်ခါလှည့်မြင်မယ်သရဂံမှာတစ်ခါလှည့်မြင်မယ်အနာဂံမှာတစ်ခါအရဟတမေကြတော့ကုန်ရောသူဟာဒီလူတွေသွားကြမှာသူလူလမ်းနေရဘုရားဟောတဲ့တရားတွေအဲ့ဒီတော့ဒီမှာလဲဒီလိုပဲဒကာကြီးတို့ကြံကြမယ်ဝေဖန်ကြမယ်အထဲထဲမှာမဲကြမယ်အဲ့ဒီစိတ်တွေကိုဒကာကြီးတို့ပြန်မြင်မှလွတ်မှာပဲအဲ့ဒါတို့ပြန်ရှုပ်ခဲ့ဝင်သွားတာပဲအဲ့ဒါငါနဲ့ပေါင်းတဲ့ဆန္ဒတွေအလိုတွေနော်အဲ့ဒီဆန္ဒတွေကိုဒကာကြီးတို့နားမလဲဘူးနားမလဲတဲ့သဘောတစ်ခုရှိတယ်ဆန္ဒဆိုတာဘယ်မှာသုံးဝင်လဲဆိုတော့မြတ်စွာဘုရားဖောက်ဘက်တော်ပဲဆန္ဒအမှတ်နိမိတ်ဆွဲမောင်ဆန်းခေါ်တာဟုတ်တယ်မလားဒါဗုဒ္ဓဘာသာလူမျိုးတိုင်းကြားဘူးတယ်ဆန္ဒယဟန်ဆိုတာဘုရားတောထွက်တော့ခန္ဓိကနဲ့မောင်ဆန်းကိုခေါ်တယ်မောင်ဆန်းခေါ်ဘူးလို့လိုက်ခဲ့ဆိုခေါ်တော့မောင်ဆန်းနဲ့တောထွက်သွားတယ်ခန္ဓိကနဲ့ဆန္ဒမှာမောင်ဆန်းမှာပါမရဆန္ဒမှာနောက်အနော်မတောင်ရောက်တဲ့ခါကျတော့မှခန္ဓိကကဲမင်းတို့ပြန်ကြဆိုခန္ဓိကရင်ခွဲနာကြသေးတယ်မောင်ဆန်းပြန်တယ်တောထွက်သွားတယ်အနော်မတောင်မှာဖះဆံမင်းနေပယ်သွားတယ်ဆိုတဲ့ဇလန်းပေါ့ပြောအဲ့ဒါနေပြီးတော့နောက်ပြီးဆုံးလူရင်းပြောရမယ်ဆိုရင်အဲ့ဒီဆန္ဒယဟန်ကလည်းဆန္ဒကလည်းယဟန်ပြန်တက်လိုက်တော့ဆန္ဒယဟန်ဆိုတာဖြစ်လာတော့ဒီမှာကဒိဋ္ဌိရလာတဲ့ယဟန်ဘာရှိဘယ်လိုလဲဆိုတော့ဧကတဝကနဲ့မဟာတဝကရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ကရှိနေတော့သူကအမြဲတမ်းဘာဖြစ်လဲဆိုတော့သူတန်လင်ကြီးရမယ်ပေါ့ဘုရားဖောဘက်တော်ဟိုးနတ်တဲ့ချွန်တော်လည်းဖောဘက်တော်အနေနဲ့ဖောဘက်တော်ခုနှစ်ရက်မှာမောင်ဆံပါလာခန္ဓိကတို့လည်းပါတယ်အဲ့ဒီတော့မောင်ဆံငါဖောဘက်တော်ခုနှစ်ပါးထဲမှာလည်းငါဆင်းလာတာပဲနတ်ပြည်ကဘုရားတော်ထက်တော်လည်းငါပါတယ်အခုဘုရားဝင်တော့လေဘုရားဖြစ်တော်လဲငါဒီမှာရဟန်းဖြစ်ရတယ်ဆန္ဒရဟန်းကြီးရအဲ့တော့သူတန်လင်အကြီးကဲဖြစ်ရမယ်အခုဘာမဟုတ်တဲ့ဒိဋ္ဌိကံရလာတဲ့အကောင်တွေကလာပြီးတော့အကသာဝကလှုပ်လို့မဟာသာဝကလှုပ်လို့သူမကျင့်တတ်ဘူးမကျင့်တတ်တော့စာပေထဲမှာပါလေသူကဆဲရည်တိုင်းထွာနေတာပဲတဲ့အဲ့တော့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ကရဟန္တာကြီးဆိုတာသိခံတယ်မခံနိုင်ဆိုဘုရားသွားလျှောက်တယ်ရှင်များသူအပြစ်တွေရှိပါလိမ့်မယ်ဒီလိုတပည့်တော်တို့ပြောပါတယ်ဆိုတော့ဘုရားခေါ်ဆူတယ်ဘုရားခေါ်ဆူရင်ငြိမ်တယ်ကျန်တဲ့ပုဂ္ဂိုလ်ပြောလို့တော့မရဘူးသူကဘုရားနဲ့ဖွားဘက်တော်ကိုသူဘယ်သူမှမပြောရဘူးမာနကသူမှကြီးတာပေါ့အဲ့ဒါဘာလဲဆိုတော့အတူတူလာခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီလိုပဲဟိုလဲဆန္ဒပညာမာနရှိအဲ့ဒီတော့ तू ကအလကားနေအကုန်လုံးပေါ့လေ तू ကအကြီးဆုံးပဲ तू ကအကြီးနေအားကိုရောဟုတ်လဲဟုတ်လို့တယ်လေဘာလဲဆိုတော့ဖောဘက်တော်ကိုနေတော့နတ်ပြည်ကဆင်းလာတော့ဟာသူနတ်တဲ့ချွေဆင်းလာတာသူတို့ပါတော်ထက်တော့လဲ तू ပါဆိုတော့ तू ကအဓိကဇက်ကောင်လို့ပဲဖျားပြီ तू ဇက်ကောင်အဲ့ဒီတော့အခုဒီမှာဖျားလက်တဲ့ရောက်တော့အကသာဝကမဟာသောကရှင်သာရိပုတ္တရာရှင်မောက္ကလန်လို့ဖြစ်နေတော့ तू မကျင့်တတ်ဘူးသူတာဖြစ်ရဘုရားလည်းအလကားပေးတာမဟုတ်ဘူးခုနကတော့ပုဂ္ဂိုလ်တ attva ရွေးပေးတာမဟုတ်ဘူးသူ့ရဲ့ပါရမီ
နှစ်သိန်းချေဖြည့်တဲ့ပုဂ္ဂိုလ်တွေဆိုတော့အခါသာဝကမဟာသဝကတွေပြရအဲ့ဒါနဲ့ပဲမကျေနပ်ဘုရားတိတ်ဆိုရင်ဘုရားသွားရှောင်းဘုရားဆူလိုက်တော့ညိမ့်တယ်ဘုရားမှတပါဘယ်သူမှဆူခွင့်မရှိဘူးမညိမ့်ဘူးပို့တော်ဆိုးတယ်ရမ်းပုံမိကြပဲဒီပြင်လူပြောရတော့ဘုရားပြောမှပဲညိမ့်တယ်အဲ့လိုနဲ့နေလာလိုက်တာမြတ်စွာဘုရားပြိဋိဘံပြုပြီးဆိုတော့ပြုတဲ့တကဒါလူရင်းပြောခြင်းလို့ပါပြုမယ်တဲ့ကာကြတော့မှန်လားပါဗျာပြိဋိဘံပြုရင်ညီတော်အနန္ဒပြုပြီးတဲ့နောက်ပိုင်းမှာဘာတွေဖြစ်လာမလဲတပည့်တော်တို့ရှောက်ခဲ့ပါအောင်ဘုရားဆိုတော့သူကရှောက်တယ်ခြေသားအနန္ဒတဲ့ငါတည်သွားရင်သာဏယဟန်ကိုဗျမရံပေးလိုက်တဲ့အဲ့ဒါပြောတယ်သာဏယဟန်ဗျမရံပေးဗျမရံဆိုတာဘာပါလဲဗျာဗျမရံဆိုတာအလုံးကျင်လိုက်ကွာတဲ့အပေါင်းသိမလို့နဲ့ပေါ့အတိုင်းဝိုင်းကနေသူ့ဖယ်လိုက်တဲ့သဘောပေါ့ဗျမရံဆိုတာအဲ့လိုပေးလိုက်ဆိုတာမှန်ပါဗျာဆိုတော့အဲ့မှာမြတ်စွာဘုရားပရိနိဗ္ဗာန်ပြုသွားပရိနိဗ္ဗာန်ပြုသွားပြီးတော့ဒီနောက်ပိုင်းရောက်တော့ယဟန်နေစည်းဝေးပြီးတော့ဒီဓမ္မကိုအာဓမ္မလို့တော့အာဓမ္မကိုဓမ္မလို့ခုံတော့မဖြစ်ဘူးဆိုသံဃာယရဏတင်တာပေါ့တင်တဲ့အခါကျတော့မေးတယ်အနန္ဒာမြတ်စွာဘုရားမင်းမေးခဲ့ဘူးလားပရိနိဗ္ဗာန်စံပြီးတော့ဟိုဘက်မှာဘာဖြစ်မလဲလို့မေးခဲ့သေးလားမေးပါတယ်ဘုရားတဲ့ဒါဘာပြောလဲလေဒီသာဏယဟန်ကြီးကိုဗျမရံပေးပါလို့အဲ့ဒါတော့အထူးမှာပါပါတယ်ဗျမရံဆိုတာဘာလဲသင်မေးခဲ့လားရွှေအောင်ပြန်ပြီးတော့မေးခဲ့လားမေးပါတယ်ဗျာဗျမရံဆိုတာဘာလဲလို့မေးတော့သူ့ကိုအားလုံးဝိုင်းပယ်လိုက်ကြကျင်ပလိုက်ကြလို့ပြောပါတယ်ဗျာဒါဖြင့်တဲ့သွားတဲ့အနန္ဒာ तू အဲ့တက်၅ခုနော်ယဟန္တာကြီးဖြစ်တာဟိုလင်းကလည်းဒီညီတော်အနန္ဒာအဲ့တက်သူများလို့တစ်ခုတော့မဟုတ် तू က၅ခုပိုင်ရှင်ဘုရားကို तू ကအလုပ်ရေးပြုခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့ဒါလည်းဘုရားပရိနိဗ္ဗာန်ပြုမှ तू လည်းဒီယဟန္တာဖြစ်ရတာနောက်ပြန်ယဟန္တာဖြစ်ရင် तू အလုပ်ရေးမပြုစုတော့ဘူးလေယဟန္တာဆိုတော့ကိုယ့်အကူနေကြတော့ကုလိုကြောင့်တော့ကိုသွားကြတာဒီသောတာပန်တို့တရဂံတို့ကြတော့ဘုရားနာကတ်တာပေါ့သောတာပန်ဆိုတော့ပိုကတ်တယ်ပိုးကြည်ညိုတာပေါ့ဘုရားနာသူရတဲ့မလို့တရ၅ခုပြေးပြီးတော့ဘုရားပရိနိဗ္ဗာန်ပြုမှ तू ကဟိုယဟန္တာဖြစ်မှဒီတရ၅ခုရအဲ့ဒီတော့အနန္ဒာသွားပြီးတော့ဒီလိုဆိုရင်ဟိုလင်းကိုဗျမရံပေးလိုက်ဒီသာဏယဟန်ကြီးကိုသွားပေးလိုက်ဆိုတော့သူတယောက်တည်းသူလည်းမသွားရဲဘူးဟိုကလည်းတကူးကြီးတယ်ဖရားရဲ့ဖွားပဲဆိုတော့အဲ့ဒီတော့ယဟန္တာ900ပါလိုက်ရဟိုမှာဟိုလင်းပြုနေဒီသံဃာယနာတင်ပြီးတော့အဲ့မှာယဟန္တာ900နဲ့သွားတော့အဲ့ဒီတော့သူကလည်းသူ့เจ้าလေးနဲ့သူနေတာကိုဟိုလင်းကသာဏယဟန်သာဏယဟန်တခါသူ့เจ้าနဲ့သူနေတယ်အခုလူပေါင်း300ကျော်ကြီးနော်ဖုံဖုံဟောတဲ့တရားကိုရိပ်မိတဲ့လူရှိသိကောင်းပါပဲအခုသာဏယဟန်ဒီမှာဗျမရံပေးကမ်းလေးတွေရိပ်မိရင်ဟောလူ300ကျော်ကြီးရိပ်မိရင်သိကောင်းပါဖုံဖုံဟောနေတဲ့ရည်ရွယ်ချက်ရှိတယ်အပြောပြညတ်သဘောပရမတ်သဘောမြင်အောင်ဖုံဖုံဟောနေတာဒါပဲနဲ့ဖုံဖုံအပြောပေါ်မှာလိုက်နားထောင်မယ်ဆိုတာဖုံဖုံသိတယ်ဒါတွေကအဲ့ဒီတော့ယဟန္တာ900နဲ့ညီတော်အနန္ဒာလာတာတွေ့တော့သာဏယဟန်ကြီးကဘယ်လိုတွေ့တာဟဲ့ဒီကောင်းနေသူညီတော်အနန္ဒာဆိုတဲ့သူကခလေးလို့ခေါ်တာပဲသူကအသက်လည်းကြီးတာကိုခလေးနဲ့ခေါ်တယ်ဒီခလေးတို့တော့လာပြီဧကနာဖယားပရိနိဗ္ဗာန်ပြုလို့ငါ့ကိုဖယားတင်တော့မှနဲ့တူတယ်သူတွေးနေတာဖယားပြီးသူကိုဖယားပရိနိဗ္ဗာန်ပြုသွားအဲ့ဒီတော့ဖယားမရှိတော့ငါ့ကိုဖယားတင်မနဲ့တူတယ်သူတို့လာကြတာအုံလိုက်ကိုလာသူထင်းနေတာလာကြခလေးတို့ကဲဘာကိစ္စများရှိတယ်ကွာနေကြမှန်လားပါဗျာတဲ့ဒီပြီးတော့လာတဲ့အကြောင်းရင်းအရှင်ဘုရားကိုဗျမရံပေးမလို့ပါဗျာတဲ့ဗျမရံဆိုတာဘာတော့တပည့်တော်တို့ယနေ့ကစပြီးတော့အရှင်ဘုရားကိုရှင်ဘုရားဘာလို့ဘာကင်ဘာမှမပြောတော့ပါဘူးတဲ့အရှင်ဘုရားလှုပ်ချင်တယ်လို့လှုပ်နေချင်တယ်လို့နေပါတော့တဲ့တပည့်တော်တို့အရှင်ဘုရားကိုတပည့်တော်တို့ယဟန်အတိုင်းဝန်းကပယ်လိုက်ပါပြီအဲ့ဒီတော့ဒေါသတွေထွက်တော့ကြည်စံဖယားရှိတော့ငါဘလို့ပြောဘလို့ဆိုအလုံးတင့်နေတယ်ဖယားလည်းမရှိတော့ငါ့ကိုမင်းတို့
ကုန်လုံးကငါ့ကိုကန္နဝဇ္ဇလုပ်ပြီးတော့ငါ့ကိုအကုန်လုံးကျင်ပါလားဖယားရှိတော့ဖယားမျက်နှာနဲ့ငါဟုတ်နေတာအခုငါ့ကိုမင်းတို့ကျင်တယ်အိုးကိစ္စမရှိဘူးမင်းတို့ကျင်လိုက်အကြောင်းမဟုတ်ဘူးဒီမင်းတို့နဲ့မပေါင်းကနေပြည့်စေဖယားပွင့်တဲ့မိဂရာဝန်ကပြန်မယ်မိဂရာဝန်မှာသူကသိထားတာကိုဖယားဖြစ်တော့ရတယ်သူကမိဂရာဝန်မှာအပေါင်းသိနေရှိတယ်ငါမိဂရာဝန်သွားမယ်ဆိုတော့မိဂရာဝန်သွားတော့ဟိုကမိဂရာဝန်ကရဟန်းနေရလဲသူကဖောဘက်တော်ကြီးဆိုတော့လူတိုင်းကသိတော့ဟာခကြီးဦးချိုပြကြအတင်းတခါလဲဟိုခြီဆေးပေးကြသူကဒုက္ခကိုလှမ်းယူပြီးတော့တပိတ်တွေယူပြီးတော့ကြွပါဘုရားဆိုနေရာထိုင်ခင်းနေပေးရတာအဲ့မှာဆုံးနေပါလေစားအရှင်မယားတခါမှလည်းတပည့်တော်ရှိမရောက်အခုမှရောက်လာအကြောင်းထူးတယ်ဗျာဘာအကြောင်းများရှိပါအေးကွာတော့အဲ့ဒီတော့မှပြောတယ်ဖယားလည်းပြိဋိဘံပြုတော့ငါ့ကိုတဲ့အကုန်လုံးစော်ကားကြတယ်ကွာဘယ်သူလဲဗျဟာအာနာတို့အဖွဲ့တွေပေါ့တဲ့သူတို့ငါ့ကိုစော်ကားတယ်တဲ့အမှငါဖယားနဲ့ပါရမီဖြည့်ဘက်တွေပဲတဲ့အခုငါ့ကိုတဲ့အားလုံးကအတိုင်းဝန်းကဟိုစော်ကားကြတယ်ဘယ်လိုများစော်ကားပါသလဲဗျာတဲ့ငါ့ကိုဗျမရံပေးတယ်ကွာဗျမရံဆိုတာဘာပါလဲဗျငါ့ဝိုင်းကျင်တာပေါ့ကွာဒီဘ누구ကကျင်ပါလဲအဲ့ဒီအာနန္ဒတို့အဖွဲ့တွေပေါ့ကွာအကုန်လုံးကငါဝိုင်းကျင်ကြတာဟာဒီလိုဆိုရင်တပည့်တော်လို့လည်းအရှင်ဘုရားကျင်ရပါလိမ့်မယ်ဆိုကျင်မြန်ရောသူတို့ကလည်းတပည့်တော်ယဟန်ဘောင်းတွေကကျင်ရတာအရှင်ဘုရားကိုလည်းဒီလိုဆိုကျင်ရပါတော့မယ်ဆိုပြီးတော့သူတို့ကလည်းတခါလေအခေါ်ပြောမလုပ်တော့ထကုန်ကြအဲ့တော့တယောက်တည်းအဲ့မှာနဲ့တခါတည်းကိုသူထင်တဲ့အထင်ကြီးပြုတ်ကြပါဒါရင်ဆိုယဟန္တာဖြစ်ပါယဟန္တာလည်းပြတော့ပြန်သွားအနန္ဒတို့ရှိသွားပြီးတော့သွားတော့ဟိုကရှင်အနန္ဒတို့လည်းသိတယ်ဖေယဟန္တာတွေကဆန္ဒကြီးတော့မရှိတော့ဘူးမှန်ကျိုးသွားတယ်အဲ့ဒီဒါကြောင့်မလို့သူ့အတိုင်းဝင်နဲ့ပြန်ထည့်မှာပဲဆိုပြန်ခေါ်တယ်တဲ့ဒီရင်ဇလန်းပေါ့လေဒါဖေယရဲ့ဖွားပဲဆန္ဒယဟန်ကြောင့်အဲ့ဒါလေးများဘယ်သူသဘောပေါက်ကြသိကြလူပေါင်း350ကြီးဗျာနည်းနည်းလေးတော့မရိပ်မိကြဘူးအဲ့ဒါဘုံဘုံဟောနေတာအခုလာကြတာအဲ့ဒါဆန္ဒတွေနဲ့လာကြတာတရားလူချင်းနဲ့ဆန္ဒတွေမရှိဘူးလားအဲ့ဒီဆန္ဒကိုဟောနေတာအလူဆန္ဒအဲ့ဒီဆန္ဒကိုဇတ်ထုတ်တင်ဟောနေတာဘုံဘုံကဒီဆန္ဒနဲ့သွားနေကြတာဒီဆန္ဒဆိုတဲ့အလူပေါ့ဆန္ဒဆိုတာအလူဒီအလူသိမ့်မှငြိမ်းမှအဲ့ဒီအလူကိုပယ်ပြရမယ်လို့ပြောတာဇီဇကွက်ကဒါဆန္ဒအကြောင်းဟောတာအော်ကိုယ့်ရဲ့ဆန္ဒဒီလိုတွေရှိပါလားကိုယ့်တော့ကိုယ်ဟုတ်နေတာဗောလေမိဘဆိုတာသားသမီးအများနဲ့ဟုတ်တယ်ကိုကဘယ်တော့ဖြစ်ဖြစ်အကြီးရပဲဖေးနေရနေတာပဲသူကဒီလိုသူကအများနဲ့ကိုယ်မှာဆန္ဒဆိုတာအမျက်ရှိနေတယ်ဘယ်သူဖြစ်ဖြစ်အခုလာကြတာလဲတရားလူချင်းနဲ့ဆန္ဒနဲ့လာဒီဆန္ဒမပါလဲမပြီးဘူးဗျတောထွက်တာလဲဆန္ဒပါမှဆန္ဒရှိမှတောထွက်လို့ရတယ်အဲ့ဒီတော့အခုလာကြတာလဲဆန္ဒနဲ့လာကြတာအဲ့ဒီဆန္ဒလေးများချုပ်သွားခဲ့တော့ဒီမှာနေပွဲသိမ့်ပါတယ်နော်အဲ့အလူပေါ့အလူဆိုတာသမုဒိယတဏှာအလူဆိုတာအလူဆန္ဒဟိုဒီအလူလေးတွေသိမ့်သွားရင်ဒီမှာပဲဒီစခန်းမှာငြိမ်းရပါလိမ့်မယ်ခုနကတော့ဖောဘက်တော်ဆိုတာအခုဒီလိုတရားကျင့်ရင်လည်းဆိုတော့စဖြစ်လာတဲ့ကွာဆန္ဒမပါလာဘူးလားပါပြီးသားလေအဲစတော့ထွက်မှာကိုတော့ကိုထွက်မှာလားကိုကိလေသာတော့ကိုထွက်မှာအခုအသီးသီးဒီဆန္ဒနဲ့လာကြတာပဲအဲ့ဒီဆန္ဒလေးကိုဘုံဘုံဟောနေတာအလူလေးများဟောငါဒီလိုဟောတာတဟုတ်လားပဲငါဒီမှာလဲငါဆန္ဒတွေဖြစ်နေအလူနဲ့ငါလာနေပါလားအလူတွေဖြစ်ခဲ့ပါလားပြန်မြင်မလားဆိုဘုံဘုံကိုဝိဝိုက်ဟောသွားတာအဲ့ဒါဘာလဲရိပ်မိရင်ပဲတော်တော်ဟုတ်သွားတယ်ကိုလေဖုံဖုံထုတ်ပြောမှဟုတ်တာကြီးရတာအပြောဟုတ်ကြီးမကောင်းတော့ဘူးကိုညာနဲ့ပေါက်ပြီးတော့ဟုတ်မှတကယ်ဟုတ်တာနော်အဲ့ဒါကြောင့်မလို့ဒါကြာလဲကြာတော့ပါပြီဖုံဖုံနဲ့တော်တော့ပါပြီတခုပြောချင်ပါတယ်စီကံချက်အနေနဲ့300ကျော်ကြီးဆိုတော့တယ်လီဖုန်းတွေများတင်ထားကြပါတယ်လီဖုန်းတွေမဆက်ကြပါနဲ့နော်တယ်လီဖုန်းကိုလည်းတင်ပါတခါမှဖုံကြောင်မပြောက်ဘူးဒီလောက်နေလာတဲ့10နှစ်ရှိပြီပြီးခဲ့တဲ့စခန်းတော့တယ်လီဖုန်းပြောက်သွားတာနှလုံးလောက်ပြောက်သွားတာ
ဘုံဘုံပဲစိုက်ပြီးတော့ဝယ်ပေးလိုက်ပါတယ်အဲ့ကလေးမလေးတွေကိုကဲဝယ်ပေးလိုက်သူနဲ့ကောင်းတဲ့သူနဲ့ကောင်းတာဝယ်ပေးလိုက်ဟာအကောင်းဆုံးတစ်လုံးဝယ်ပေးလိုက်ဆိုတော့ဝယ်ပေးပြီးတော့ဘုံဘုံစွန့်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါလေးလည်းရှိတတ်ပါတယ်နောက်ပြီးတော့လည်းဒီမှာအာထုတ်တကအဲ့ဖုံးတကောင်ကောင်နဲ့လည်းမဆက်ကြပါနဲ့ကိုတရားလာအောက်တော့9ရက်လောက်တော့ပရိဘောဓာတွေဖြတ်ထားကြပါဦးနဲ့အိမ်နဲ့အကုန်လုံးဖြတ်တောက်ပြီးတော့ကိုတရားကိုကျင့်ကြပါတရားဒီမှာအာထုတ်ပြီးစိတ်ကအိမ်ပြန်ပြီးတော့ရောက်သွားရင်မကောင်းပါဘူးကိုယ်စိတ်ကိုစစ်ကြပါလို့ဒါလက္ခဏာစကားမှာဒါဘုံဘုံအတိအကျပြောတာပါစိတ်မရောက်ပါစေနဲ့ကိုယ်စိတ်ရောက်ရင်လည်းရမရောက်အောင်ထိန်းကြပါတယ်လီဖုန်းရှိတော့တဲလွယ်တယ်ရှောက်အကွက်ကလေးတွေနှိပ်တာနဲ့ကိုလူချင်းတဲ့နေရာရောက်နေကြအဲ့တယ်လီဖုန်းတော့လုံးဝဒီ9ရက်မှာတော့လုံးဝပိတ်ထားကြပါလို့ဒါဘုံဘုံမြတ်တာရခံပါတယ်အဲ့မနဲ့4နာရီကနေထားပြီးတော့ဘုံဘုံတွေကနှိုးရမယ်3နာရီ15လောက်ကဒီများတဲ့အတွက်3နာရီခွဲလောက်ကနှိုးလိုက်မယ်ဒါမျက်နှာသက်မားနဲ့မိမိတို့ဝေယဝိဆတွေပြုမှာနဲ့ဆိုတော့3နာရီခွဲဟောရောက်ပြီးတော့ဒီမှာ4နာရီကြာရင်ပြပါလိမ့်မယ်အဲ့ဒီတော့မနေ့ဆိုလဲနှိုးရနှိုးမယ်4နာရီ3နာရီခွဲဆိုနှိုးမှာပဲအရင်တော့ဆိုဘုံဘုံတို့ဆိုရင်2ချက်လောက်ကနေ2ချက်ခွဲလောက်ကနှိုးတာ3နာရီထား3နာရီပြအဲ့ဒီတော့ဒီလောက်လဲဘုံဘုံတို့မလုပ်ရပါဘူးတရားဆိုတာသဘောပေါက်ရင်တရားပါပဲအဲ့ဒီတော့တက်တာနဲ့ဘုံဘုံတို့ရအောင်ပြမယ်လိုက်နေဘုံဘုံတို့ရှိတယ်ဒုက္ခနဲ့ပြပြီးလွတ်တာရှိတယ်ဇာနိမာတို့ခရစ်တော်ဆိုဘုံဘုံဒုက္ခနဲ့ပြပြီးတော့လွတ်အောင်လုပ်သွားတာအခုဒီလောက်လှုပ်เสียမလို့လမ်းနေသိလာတော့တက်တာနဲ့ဘယ်နည်းနဲ့ပြလိုက်ရင်လွတ်တယ်ဆိုတာဘုံဘုံတို့မှဉာဏ်ရှိပါတယ်အဲ့ဒီတော့9ရက်တောင်မှဘုံဘုံ2ရက်လျှော့ပါလိုက်တယ်9ရက်နဲ့ဘုံဘုံပြတော့မယ်တက်တာနဲ့လည်းရမယ်မိမိတို့မှာတရားဆိုတော့ရှိရပါတယ်တရားနဲ့လက်ရပါလိမ့်မယ်ဒီပြောတဲ့အတိုင်းလုံးမဲ့ဟဲ့ဆိုတဲ့ဟာတရားပဲအဲ့ဒီတရားရှိရင်တော့ဒီပွဲမှာအောင်မြင်ကြပါလိမ့်မယ်အဲ့300မှာတော့တရားအဖတ်တင်အောင်တော့ဘုံဘုံကတော့မဲရမှာပဲအဲ့ဒီတရားကြောင့်တော့ကောင်းတာပေါ့